ကျေးဇူးရှင်တဲ့ကိုဆရာတော်ဘုရားကြီးသည်ခရမ်းမြတ်1330ခုနှစ်တပေါင်းလာဇန်3ရက်အင်္ဂါနေ့တွင်ဆက်လက်ဟောကြားသောခန္ဓာကိုယ်ရဲ့တရားတော်များကိုအားလုံးနာကြားအထုတ်ပြီးတန္တရာဝတ်မှလွတ်အောင်ကြိုးစားအထုတ်တော်မူနိုင်ကြပါစေကုန်သတည်းတရားလက်ခံတော့ဒါမှနာမည်လည်းမင်းနေတော့အဲ့ဒါပြောနေခေါ်လို့မရဘူးမှန်ပါဗျာနော်ဦးညောမောင်ရဲ့ဦးဝင်းမြင့်ရဲ့ဦးလာဆောင်ရဲ့ဆိုတာမှန်ပါဗျာခမုံဆရာတော်ကတော့ဒီမှာသူကတော့ခေါ်တတ်တယ်မှန်ပါဗျာသူကငကောခေါ်နေကြမှန်ပါသူကဓမ္မလည်းဓမ္မဂတိကမှန်ပါဗျာဓမ္မဂတိကဆိုတော့အဟဲကောင်းအပြောကောင်းအဆိုကောင်းဗျာမှန်ပါဗျာမှန်ပါအဲ့တော့သူကပရိယလည်းကျွမ်းကျင်တာကိုလေမှန်ပါဗျာပရိယလည်းကျွမ်းကျင်တယ်ဆိုတော့စစ်စစ်ကြအယုတ်ဖြစ်တယ်မှန်ပါဗျာအဲ့တော့သူ့လိုလဲဦးဇင်းတို့ကတော့ဒီမှာပရိယမတတ်တော့မကြွယ်ဘူးမှန်ပါဗျာနော်မကြွယ်တော့အဲ့တော့ပြင်း66ကြီးမှန်ပါဗျာပြင်း66ကြီးတရားဓမ္မတွေလည်းမရင်းနိုင်ဘူးမှန်ပါဘယ်ကြည့်နိုင်မလဲတရားရဝိပဿနာဆိုရင်းနိုင်တဲ့တရားမဟုတ်ဘူးမှန်ပါဗျာနော်နိဗ္ဗာန်သွားတဲ့တရားကိုရင်းနေရတယ်လို့ရှိရင်နိဗ္ဗာန်ရောက်ပါမရောက်ပါဘူးဗျာရင်းနေရလို့ရှိရင်ကိလေသာပေါ့မှန်ပါဗျာငိုနေရရင်တော့ရောက်ပါမယ်မရောက်ပါဘူးဗျာငိုရင်လည်းကိလေသာပေါ့မှန်ပါဗျာအငိုရက်တဲ့တရားအကြီးရက်တဲ့တရားရနော်မှန်ပါဗျာအငိုရက်အကြီးရက်မှတရားကြီးနိဗ္ဗာန်သွားမယ်မှန်ပါဗျာဒါကြောင့်မလို့အခုကညက်ကလည်းနည်းနည်းနဲ့သွားတယ်နော်မှန်ပါညက်ကလည်းနဲ့သွားတော့ဥပဇင်းက20နဲ့တလအယုကြည်ကြီးအေးခါသိခြင်းနဲ့သိရောဟဲ့ဆိုပြီးကျင့်ညာအထုတ်လာတဲ့တရားတွေကိုတရားဓမ္မတွေကိုသိသိချာချာသဘောပေါက်အောင်တင်ပြခြင်းမှန်ပါဗျာတင်ပြခြင်းပဲတဲ့တရားကြီးရဲ့စေအောင်မဲလာလို့ရှိရင်တော့တရားလုံးကြည့်နိုင်တယ်မှန်ပါဗျာတရားနဲ့ပတ်သက်လို့ရှိရင်တရားလုံးလည်းလုံးနိုင်မှာမဟုတ်ဘူးမလုံးနိုင်ပါဘူးဗျာမလုံးနိုင်ဘူးနော်တရားဆိုတဲ့ဥစ္စာသုံးဌာနရှိတယ်တကယ်ကြီးနော်မှန်ပါဗျာအဲ့ဒီသုံးဌာနလွတ်သွားပါဘယ်လိုသုံးဌာနလဲလို့ဆိုရင်ပြင်းတာရဲ့အိတ်ချင်တာရဲ့မအားတာမှန်ပါဗျာတို့ကတော့မနဲ့မအားသေးဘူးတို့ကဘာလို့ကအောင်မဲဆိုတာအဲ့ဒါမအားသေးဘူးမှန်ပါဗျာအဲ့တစ်ချက်မှန်ပါအိတ်ချင်လို့မှန်ပါမအားတာရဲ့မှန်ပါမအားတာဘာကြောင့်မအားတယ်ပြင်းလို့မှန်ပါဗျာအိတ်ချင်တာဘာကြောင့်အိတ်ချင်လဲပြင်းလို့မှန်ပါဗျာပြင်းတာရဲ့အိတ်ချင်တာရဲ့မအားတာမှန်ပါဗျာအဲ့ဒီသုံးချက်လွတ်သွားပြီဆိုလို့ရှိရင်တခါကြီးနိဗ္ဗာန်သွားပါလေမှန်ပါဗျာနော်အရေးကြီးဆုံးချက်ကဒီသုံးချက်လွတ်ဖို့အရေးကြီးတယ်မှန်ပါဗျာအဲ့တော့ပညာလို့ဆိုတော့ဇပ်ပွဲကြီးတွေကြတော့တညာလုံးကြည့်နိုင်သလားကြည့်နိုင်ပါကြည့်နိုင်ပါတယ်ကြည့်နိုင်တယ်နော်မှန်ပါဗျာအဲ့ဒါတွေကတော့ကြီးတဲ့တရားငိုတဲ့တရားကိုတကယ်ကြီးမှန်ပါဗျာအဲ့ဒါတွေကိုကြည့်နိုင်တယ်တကယ်ကြီးမှန်ပါဗျာတရားကိုကြားတော့တကယ်ကြီးမလုံနိုင်ဘူးမှန်ပါဗျာညောင်းတာပဲမလုံနိုင်ဘူးဆိုတော့ဒုက္ခကြီးပဲမှန်ပါဗျာမလုံနိုင်ပါဘူးလို့ဒီလိုပြောကြမှာပဲပြောပါမယ်ဗျာနော်လူတိုင်းပါဇက်ဖြားမှာတော့တကယ်ကြီးနေမှလူကျင်တယ်လို့လူတိုင်းဒကမာကြီးတွေမေးလဲပြောမှာပဲပြောပါဗျာဒကာကြီးတွေမေးလဲပြောမှာပဲပြောပါဗျာသီလရှင်တွေမေးကြုံပြောမှာပဲပြောပါဗျာနတ်တွေမေးကြုံပြောပါဗျာမြမာတွေမေးကြုံပြောပါဗျာအကုန်လုံးမေးကြည့်အကုန်လုံးပြောပါဗျာနော်အဲ့တော့ကဲအခုနေလာရောက်တဲ့ဓမ္မယုံကြီးမှာဒကမာကြီးဒကာကြီးတွေအများကြီးမဟုတ်မှန်ပါဗျာဒီဒကမာကြီးတွေမေးကြည့်လိုက်လို့ရှိရင်နိဗ္ဗာန်လိုချင်လားလို့ဆိုလို့ရှိရင်ဒကမာကြီးတွေကနိဗ္ဗာန်လိုချင်တယ်လို့ပြောမယ်လိုချင်တယ်လို့ပြောပါဗျာကဲအခုမေးမယ်ဒကမာကြီးတွေနိဗ္ဗာန်လိုချင်ပါလားဗျာဒကာကြီးတွေရောဗျာလိုချင်တယ်လို့လည်းပြောတယ်ဒကာကြီးမှန်ပါဗျာဒါဖြင့်နိဗ္ဗာန်လိုချင်လို့ရှိရင်နေလားငါလားတရားထိုင်နေမှာမလားထိုင်ပါဗျာဝင်လာရတာနော်အဲ့ဒီအသာမျိုးကြားချင်တယ်တကယ်ကြီးမှန်ပါဗျာအဲ့ဒီတော့တရားဓမ္မတွေကလည်းနင်လားငါလားနိဗ္ဗာန်လိုချင်လို့ရှိရင်နင်လားငါလားဥပဇင်းတို့ကအပင်မခံပြီးတော့တခါတည်းကိုနင်လားငါလားတရားပေးတယ်မှန်ပါဗျာနောက်ပိတ်ဆုံးသာသနာမှန်ပါနော်နောက်ပိတ်ဆုံးသာသနာဆိုတဲ့ဥစ္စာအသက်တန်းတွေကလည်းတိုးတယ်တကယ်ကြီးမှန်ပါဗျာသက်တန်းတွေတိုးတော့ရှေ့ကသွားနေတဲ့ခကြီးသွားနေတဲ့လုပ်ငန်းစဉ်တွေဟာတကယ်ကြီးရဲ့ကုန်းချောင်းသွားကြတယ်မြင်းလဲနဲ့သွားကြတယ်စက်ဘိန်းနဲ့သွားကြတယ်မှန်ပါဗျာမော်တော်ကားတွေနဲ့သွားကြတယ်လှဲတွေနဲ့သွားကြမှန်ပါဗျာနော်အဲ့ဒါတွေကပွားကြတယ်တကယ်ကြီးမှန်ပါဗျာအခုနောက်ပိတ်ဆုံးမှာဆိုလို့ရှိရင်ဝိပဿနာယာနိကဆက်သက်ဆိုတဲ့ဥစ္စာကဘာနဲ့တူလဲဆိုတော့ချက်မှန်ပါဗျာကြားတယ်တကယ်ကြီးချက်နဲ့သွားမှန်ပါဗျာအဲ့တော့ချက်နဲ့သွားပြန်တော့လေတဲ့တရားဓမ္မများကျင့်လန်းပေါ်ပြရအောင်ပါနော်မှန်ပါဗျာဥပဇင်းတို့အတိတ်ကကျင့်လာတဲ့တရားလေးတွေကဥပဇင်းကငကောကတရားကြီးလူကောင်းမဟုတ်ဘူးမှန်ပါဗျာသူများကတော့လူကောင်းလို့ထင်နေတယ်မှန်ပါဗျာနော်လူကောင်းထင်တော့အတိတ်ယုံနာပြစ္ဆုတ်ပံယုံနာအနာဂတ်ယုံနာမှန်ပါဗျာအတိတ်ကာလပြစ္ဆုတ်ပံကာလအနာဂတ်ကာလမှန်ပါဗျာအတိတ်လည်းသိတယ်တခါကြီးမှန်ပါဗျာပြစ္ဆုတ်ပံလည်းသိတယ်တခါကြီးမှန်ပါဗျာအနာဂတ်လည်းသိတယ်တခါကြီးမှန်ပါဗျာစိတ်တည်ပြောတာမှန်ပါဗျာအတိတ်
ကိုလည်းသိတယ်အတိတ်ခန္ဓာ၅ပါးလည်းသိတယ် မှန်ပါဗျာ ပြစ္ဆုတ်ပံခန္ဓာ၅ပါးလည်းသိ မှန်ပါဗျာ အနာဂတ်ရောက်မဲ့ခန္ဓာ၅ပါးလည်းသိ မှန်ပါဗျာ အတိတ်ကိုသိမယ်ပြစ္ဆုတ်ပံကိုသိမယ်အနာဂတ်သိမယ်တရားကခန္ဓာကိုယ်တည်းကတရားဘာတွေသိလဲကိုယ်စိတ်တွေကိုယ်စင်အောင်အကုန်လုံးသိ မှန်ပါဗျာ အကုန်သိတယ် မှန်ပါဗျာ နော်သိလို့ပြောတာ မှန်ပါဗျာ မသိလို့ရှိလို့ရှိရင်ရည်ရည်ရောင်တောင်နဲ့မပြော မှန်ပါဗျာ တရားလည်းမသိဘဲနဲ့မပြော မှန်ပါဗျာ သိလို့ပြ မှန်ပါဗျာ နော် မှန်ပါဗျာ ခန္ဓာတွေကကိုယ်စိတ်ကလေးကိုစစ်ထားတော့စိတ်တွေအချထားအကုန်လုံးသိ မှန်ပါဗျာ အကုန်လုံးကိုသိတာ မှန်ပါဗျာ ရည်ရည်ရောင်တောင်သိတဲ့တရားမဟုတ်ဘူး မှန်ပါဗျာ အကုန်လုံးကုန်းစင်အောင်သိတဲ့တရား မှန်ပါဗျာ ကုန်းစင်အောင်သိမှနိဗ္ဗာန်သွားမှာပေါ့ မှန်ပါဗျာ နော်အဲ့ဒီတော့အခုလာရောက်တဲ့တရားဓမ္မတွေလည်းပဲစိတ်တွေကုန်းစင်အောင်သိတဲ့ခြင်း မှန်ပါဗျာ ဥပဇင်သိတဲ့အတိတ်ကသိလာတဲ့စိတ်တွေကုန်းစင်အောင်သိလာတဲ့စိတ်တွေကိုတရားကြီးတို့ပြောပြအောင် မှန်ပါဗျာ နော်ဥပဇင်20နဲ့တလားကျင့်တယ်တရားကြီး မှန်ပါ ဥပဇင်ကအတိတ်ကလာတော့မှလူကောင်းမဟုတ်ခဲ့ဘူးတရားကြီးကျင့်ရလို့ပြောတာ မှန်ပါဗျာ နော်လူဆိုး မှန်ပါဗျာ လူဆိုးဆိုရင်ဓမြသိတိုက်တယ် မှန်ပါဗျာ ဓမြသိတိုက်တယ်တရားကြီးဓမြသိတိုက်တယ်ဆိုတဲ့ဥစ္စာကတော့တရားကြီးအပေါင်းအသင်းမကောင်းတော့ဘူးတရားကြီး မှန်ပါဗျာ အပေါင်းအသင်းမကောင်းတော့ဖြစ်ခဲ့တာပေါ့နော် မှန်ပါဗျာ အဲ့ဒါကြောင့်မလို့လူကြီးစကပုံများရှိတယ်မဟုတ်လားတရားကြီး မှန်ပါဗျာ ကျိုးချင်းထားတော့ကျိုးချင်းကြီး မှန်ပါဗျာ အိုးချင်းထားတော့အိုးချင်းထိ မှန်ပါဗျာ အဲ့ဒီတော့အပေါင်းအသင်းမကောင်းတော့လည်းခံရတာ မှန်ပါဗျာ နော်အဲ့ဒီတော့အပေါင်းအသင်းမကောင်းတယ်ဆိုတော့မကောင်းတဲ့လူနဲ့ပေါင်းမကောင်းတာဖြစ်တာ မှန်ပါဗျာ ကောင်းတဲ့လူနဲ့ပေါင်းတော့ကောင်းတာဖြစ်တာပဲ မှန်ပါဗျာ အဲ့ဒီတော့လူကြီးစကပုံရှိတယ်လို့အတိတ်ကာလတုန်းကအတိတ်ကံကူကပါလာခြင်းကြောင့်လို့မကောင်းတဲ့လူနဲ့သွားတွေ့ရတော့မကောင်းတဲ့လူဖြစ်ရ မှန်ပါဗျာ မကောင်းတဲ့စိတ်ကြီးဖြစ်ရ မှန်ပါဗျာ နော်ကောင်းတဲ့စိတ်စိတ်မှမဖြစ်ခဲ့ မှန်ပါဗျာ ဒါကြောင့်လို့သံဝေကရတယ်တခါကြီး မှန်ပါဗျာ မကောင်းတဲ့လူနဲ့ပေါင်းလိုက်တော့တခါကြီးထောင်လေးလည်းကြတယ်တခါကြီး မှန်ပါဗျာ ထောင်လေးကြတာဘယ်တော့ကြလဲ9နှစ် မှန်ပါ ဓ ဗျာ မြမှုတခါကြီး မှန်ပါဗျာ အဲ့တော့ဟိုအတိတ်ကလည်းလုံးဝတော့ဒီတော့ကြားဘူးချိန်မှာကြားဘူးမှာပေါ့နော် မှန်ပါ ဥပဇင်းတို့ပေါ်ပြီးနေမှာဆိုလို့ရှိရင်ဥပဇင်းနာမည်ကအမည်ပြည့်ညတ်ကဥအောင်ထောနဲ့ မှန်ပါဗျာ ဥအောင်ထောဆိုတော့အမည်ပြည့်ညတ်ကဥအောင်ထောနဲ့နာမည်က မှန်ပါဗျာ သူများကတော့တခါကြီးဥအောင်ထောဆိုလို့ရှိရင်လူထင်းတယ် မှန်ပါဗျာ လူထင်းတယ်နော် မှန်ပါဗျာ ဥအောင်ထောကလူပဲလို့သူထင်းတယ် မှန်ပါဗျာ အခုဥပဇင်းကအသက်50ကျော်ရှိပါသေးတယ် မှန်ပါဗျာ အဲ့တော့အသက်20နဲ့တစ်နှစ်ကတည်းကနေပြီးတော့ဆိုးလာ မှန်ပါဗျာ အသက်20နဲ့တစ်နှစ်ကတည်းကဆိုးလာလိုက်တဲ့ဥစ္စာ23နှစ်လောက်မှ9နှစ်ကြာတာပဲထောင်း မှန်ပါဗျာ အဲ့ဒီဆိုးလာတာတကကြီး မှန်ပါဗျာ သူများကတော့တကကြီးဦးစဲဟာအမြင်ပညာကတော့ဥအောင်ထွန်းရဲ့လို့လူထင်မှတ်တယ် မှန်ပါဗျာ အသက်46နှစ်ကျော်လာတဲ့အချိန်ခါကျတော့တကကြီး9နှစ်ထဲ49နှစ်ထဲရောက်လာတော့အတိတ်ကဦးစင်းဒီမဲ့စိတ်တွေအကုန်ပြန်သိတာ မှန်ပါဗျာ စိတ်တွေဘာကြောင့်သိလဲဆိုကိုယ်ခန္ဓာကိုယ်စိတ်ကိုပြန်စစ်ကြည့် မှန်ပါ ခမောင်ဆရာတော်ပြောသွားတယ်မဟုတ်လား မှန်ပါဗျာ စိတ်ကိုကြည့် မှန်ပါ ကိုယ်စိတ်ကိုပြန်ကြည့်လိုက် မှန်ပါဗျာ အတိတ်ကစိတ်တွေအကုန်ပြန်သိတာ မှန်ပါဗျာ အတိတ်စိတ်လည်းသိတယ်ပြစ္ဆုတ်ပါစိတ်လည်းသိတယ်တကယ် မှန်ပါဗျာ ကိုယ်စိတ်ကလေးကိုသိလာတဲ့အချိန်ကစိတ်ကလေးတင်းငိမ့်လာတဲ့အချိန်ကကျအရှိတကြီးထွက်လာ မှန်ပါဗျာ ဘုရားဟောထားတယ်မဟုတ်လား မှန်ပါ သက္ခုံဥဒ္ဒပါတိဉာဏဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအလောကောဥဒ္ဒပါတိဘုရားဟောထား မှန်ပါဗျာ ဝိဇ္ဇာဉာဏ်ရပြီဆိုလို့ရှိရင်ပညာဖြစ်တာ မှန်ပါဗျာ ပညာဖြစ်ပြီဆိုရင်တလောကလုံးအလောကောဥဒ္ဒပါတိဆိုရင်တလောကလုံးကိုအချတကုန်သိ မှန်ပါဗျာ နော် မှန်ပါ ဥပဇင်အတိတ်ကလာတော့တကကြီးတရားစင်ပေါ်မှာထိုင်းနေတဲ့တကကြီး6လလောက်အရာ မှန်ပါ 6လလောက်အရာကျတော့အကုန်လုံးမြင်တော့တာပဲဒါဥပဇင်ကအတိတ်ကလာတော့တကကြီးကလအနန္တက်တာ မှန်ပါ လက်တလန်ကလမှာဆိုတော့ပိုက်ကျူးသမားဥပဇင်ကဖဲသမား မှန်ပါ ဖဲသမားအခုလည်းပဲဒီမဲ့ယောဂီတွေကိုပဲနာဝတိဘောဖြစ်နေတယ် မှန်ပါဗျာ ဟောပိုက်ကျူးဆိုလို့ရှိရင်နှစ်ချက်ပိုက်ကျူးဆိုလို့ရှိရင်တကကြီးတဲ့ဒီမဲ့လှန်ပစ်လိုက်တာပဲ မှန်ပါဗျာ အရှုံးပေးကြတယ် မှန်ပါဗျာ အဲ့တော့အတိတ်ကဝတိဘောဖြစ်နေတယ်တကယ် မှန်ပါ ဘာကြောင့်ဝတိဘောဖြစ်နေလဲဆိုတော့ဘူးကပိတ်နေတာဟိုတကကြီး မှန်ပါဗျာ ပိုက်နှစ်ချက်ပိုက်ကျူးဆိုလို့ရှိရင်ဘူးဆိုမလှန်နဲ့တော့ဒိုင်ကစားမှာယူ မှန်ပါဗျာ လေးချက်ပိုက်ကျူးဆိုလို့ရှိရင်ဖြင့်ရှမ်းနဲ့ဗမာနဲ့ကွဲလို့ရှိလို့ရှိရင်ဗမာကနိုင် မှန်ပါဗျာ လေးချက်ပိုက်ကျူးကနှစ်ချက်ပိုက်ကျူးကဘူးဖြစ်လို့ရှိရင်တော့ဒီမှာလှန်လိုက်တော့ဒီမှာဒိုင်ကစားမှာ မှန်ပါဗျာ ညဘူးချင်းဒိုင်နဲ့စားမယ် မှ
ဒိုင်ကစားမှာပဲအဲ့တော့အတိတ်ကဝစီဘောပါနေတယ်တကကြီးတကမာကြီးတွေလည်းတော့ဝေဒနာဖြစ်လာလို့ရှိရင်လှမ်းမပြင်းနဲ့တော့လှမ်းမပြင်းနဲ့တော့လှမ်းမပြင်းနဲ့တော့အဲ့လိုဖြစ်နေတယ်တကကြီးဘာကြောင့်လဲဘူးဆိုလှမ်းပြိုက်တာကိုအရှုံးပေးလိုက်ပြီလေအဲ့ဒီလိုဝစီဘောလေးကပါနေတယ်ဝစီဘောကမစွန့်ညင်ဘူးအတိတ်ကလုံးကပိုက်စုသမားကစားသမားဓမြတိုက်တဲ့ဓမြကြီးနော်အဲ့အတိတ်ကပြောတာပါနော်အတိတ်ကိုဘုရားကတော့ဟောထားတယ်လေအတိတ်ကိုလည်းမတွေးနဲ့မရောက်သေးတော့အနာဂတ်စိတ်တွေမညှော်နဲ့ပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကိုသိတယ်ပြစ္ဆုတ်ပံသိရမယ်လို့သာပြောတယ်အတိတ်ကိုမသိနဲ့လို့ပြောတယ်မရောက်သေးတော့အနာဂတ်စိတ်တွေမညှော်နဲ့လို့ပြောတယ်အတိတ်ကိုသိလိုက်ရင်တုံ့လုံးမယ်တဲ့မရောက်သေးတော့အနာဂတ်စိတ်ညှော်လိုက်ရင်ပြန့်လွယ်မယ်ပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကိုသိမှအမြတ်ထုံးတယ်အဲ့တော့အခုတော့ပြစ္ဆုတ်ပံမသိတယ်တကကြီးအတိတ်ဒီအနာဂတ်တွေမရှိဘူးတကကြီးအဲ့ဒီတော့ဥပဇင်းဟာအတိတ်ကလာတော့ကတကကြီးသိလာတဲ့အသိတွေဟာမရှိတာတွေသိတာပြီးအဝိဇ္ဇာအသိတွေဖြစ်ခဲ့ဒါကြောင့်မလို့အဝိဇ္ဇာအမိုက်မောင်ကြီးကာကွယ်လာတော့တကကြီးစိတ်တွေဘရောက်ပြည့်ကြီးဖြစ်လာခဲ့လို့ကိုယ်စိတ်ကိုစစ်ကိုယ်စိတ်ကိုကြည့်တာကိုတကကြီးကမောင်ဆရာတော်ဘုရားကြီးကကိုယ်စိတ်ကိုစစ်ရမယ်ဆိုတော့ဥပဇင်းတို့ကလည်းအတိတ်ကလည်း40နဲ့6နဲ့လုံးလုံးကကိုယ်စိတ်ကိုစစ်လာသံဝေကကြီးဖြစ်ပြီးတော့ကျင့်လာတာသူများဖို့မပါခဲ့ဘူးငါတရားခရမ်းတရားလာဟောဖို့မပါဘူးခရမ်းတရားလာပြဖို့မပါဘူးကိုဟာကိုကြောက်လန့်ပြီးတုံ့လှုပ်ပြီးတော့သံဝေကကြီးဖြစ်ပြီးတော့ကျင့်တဲ့တရားအဲ့ဒီသံဝေကကြီးဖြစ်ပြီးကျင့်တဲ့တရားဆိုတာတခါကြီးသိချင်နော်ဥပဒေကအတိတ်ကလည်းလောဘကလည်းတော်ကြီးနေတယ်လောဘကတော်တော်ကြီးတော့ဘယ်လိုဖြစ်လဲလို့ဆိုတော့လောဘကကြီးတယ်အကြောင်းလေးခံရင်လို့အတိတ်အကြောင်းလေးသံဝေကဖြစ်ပုံလေးနော်ပုဂ္ဂိုလ်တွေကသံဝေကဖြစ်မှကြောက်တာနော်အတိတ်ကလာတော့တခါကြီးဥပဒေသံဝေကဖြစ်ပုံတွေကိုပြောရင်တော့နော်အတိတ်ကဓမြတော့ဓမြပဲတခါကြီးဓမြဖြစ်ပြီးတဲ့တခါကြီးသူများတဲ့လောဘကြီးသူများဒီမဲ့1000ရရင်ဥပဒေက2000လိုချင်တယ်သူများ2000ရရင်ဥပဒေက4000လောက်လိုချင်အဲ့တော့ဥပဒေကအတိတ်ကလာတော့တခါကြီးရဲ့ကြောင်းလဲကြောင်းတခါဘုန်းကြီးကြောင်းမြဒီမှာသွားရမှာအနံကြောင်းဘုန်းကြီးနဲ့စကားမပြောတော့ဘူးဘုန်းကြီးနဲ့ဘေးနဲ့ဝေးတယ်လို့ဘုန်းကြီးနဲ့စကားမပြောဘူးကြောက်တယ်အဲ့တော့ဘုန်းကြီးကနေပြီးတော့ဥပဒေကြောင်းလဲကြောင်းတခါဖြစ်ဖရားလဲဖရားတခါဖြစ်တယ်အဲ့ဒါကြောင်းတခါဖရားတခါဘာဖြစ်လို့ကြောင်းတခါဖရားတခါအရှင်ပြဘာတွေနဲ့ကြောင်းဆောက်တယ်လဲဘာတွေနဲ့ဖရားလုပ်တယ်လဲလို့မေးမေးကြည့်လေဘယ်လိုကြောင့်ဆောက်ပါလဲဓမြတိုက်ဆောက်တာမှန်တာပြောတာလေလိမ်မပြောပါဘူးဓမြတိုက်ပြီးတော့ဥပဒေအတိတ်ကလာတော့တခါကြီးကဒီမဲ့လူနဲ့ရွှေနဲ့ချိန်လိုက်မယ်ဆိုရင်တခါကြီးရွှေပဲလေတော့မှန်ပါကြောက်ပေါ်ပါစိတ်ဟာဆိုလို့ရှိရင်ဂျပန်တက်လာတော့တခါကြီးဒီမဲ့ဟိုလွတ်စီဘူးဟာတလုံးနိခါလောက်ရှိမှန်ပါဗျာအဲ့ဒါတွေဒီမဲ့ဂျပန်တက်လာတော့ကြောက်လို့ဒီမဲ့ဥပဒေတို့ပြညာလို့အတိတ်ကပြောတာပါမှန်ပါဗျာအတိတ်ပြောအဲ့ဒီဟာကြီးကိုတော်တဲ့စီမြုပ်ပြီးတော့တခါကြီးအိမ်မအိမ်ဝင်ဘူးတခါကြီးမှန်ပါဓမြပြီးအိမ်မကိုအိမ်ဝင်ဘူးဓမြရေးကြောက်ပါသေးတယ်ဓမြရေးကြောက်ပါသေးအဲ့ဒီတော့တခါကြီးဟိုတဲ့ခြံစည်းကိုခြံစည်းကိုကြားဇရက်ကိုပုတ်ရမှန်ပါဗျာပစ္စည်းရှိတာပဲဒုက္ခပဲတခါကြီးနော်ပစ္စည်းရှိတာပဲဒုက္ခပဲဒီမဲ့ဓမြကြောက်ရတယ်ပုံအိရတယ်စိန်နဲ့မအိမ်နဲ့ဘူးမှန်ပါအခုတော့တခါကြီးစိန်နဲ့အိမ်မှန်ပါဗျာစိန်နဲ့နေတယ်မှန်ပါစိန်လည်းမရှိဘူးမှန်ပါဗျာရွှေလည်းမရှိဘူးမှန်ပါဗျာအိမ်လည်းမရှိဘူးမှန်ပါဗျာပူလောင်ရမယ်ဒကမလည်းမရှိဘူးမှန်ပါဗျာပူလောင်ရမယ်သမီးလည်းမရှိဘူးမှန်ပါဗျာပူလောင်ရမယ်အရာဝတ္ထုလည်းမရှိဘူးမှန်ပါဗျာညီကိုမောင်နှမလည်းမရှိဘူးမှန်ပါဗျာဘာကြောင့်လဲအေးပြီတခါကြီးမှန်ပါဗျာဘာကြောင့်လဲတဲ့40နဲ့6နှစ်လုံးကတော့ပူလောင်ရတဲ့ဘေးတွေဒုက္ခတွေဝတ်တွေရခဲ့မှန်ပါဗျာစိန်အတွက်လည်းပူရမှန်ပါဗျာရွှေအတွက်တွေလည်းပူရမှန်ပါဗျာခင်မွန်းတဲ့အတွက်လည်းပူရမှန်ပါဗျာမိဘအတွက်လည်းပူရမှန်ပါဗျာညီအတွက်တွေလည်းပူရမှန်ပါဗျာနှမအတွက်တွေလည်းပူရတယ်ရွှေမျိုးညီကိုမောင်နှမအတွက်တွေလည်းပူရတယ်ရွာအိတ်အတွက်လည်းပူရနေအိတ်အတွက်လည်းပူရပူလောင်ရတဲ့ဘေးတွေဒုက္ခဝတ်တွေအကုန်လုံးရတယ်မှန်ပါဗျာအခုတော့ဒါတွေအေးငြိမ့်သွားပြီတကယ်ကြီးမှန်ပါဗျာဘာကြောင့်လဲတဲ့ဒကမလည်းမရှိဘူးလေမှန်ပါဥပဒေကအတိတ်ကလာတော့40နဲ့6နှစ်လုံးလုံးဟာဒါကြီးသူများတဲ့လောဘကြီးတယ်မှန်ပါဗျာဘာကြောင့်လောဘကြီးလဲဆိုဒကမယူတဲ့4ယောက်ကြီးမှန်ပါဗျာ4ယောက်ယူတဲ့2ယောက်ဟာသေးရောမှန်ပါဗျာ2ယောက်လက်ရှိရှိမှန်ပါဗျာ2ယောက်လက်ရှိရှိတယ်2ယောက်ကလည်းအခုတော့သီလရှင်တွေဖြစ်ကုန်ပြီမှန်ပါဗျာဥပဒေ2ယောက်လက်ရှိရှိတာကဘာကြောင့်လဲဆိုတော့ဒကာကြီးဥပဒေကနေတာကဘယ်မှာနေလဲဆိုတော့ရံကမာရွတ်မှာနေမှန်ပါဗျာကမာရွတ်ပီတာလာမှာနေမှန်ပါဗျာဥပဒေဒကမကဒီကမာရွတ်မှာနေတဲ့ဒကမကရှမ်းမှာမှန်ပါဗျာတော့မှာနေတာကအနှောကုန်းမှာနေတာကကရင်မှာမှန်ပါဗျာရှမ်းနဲ့ကရင်မှန်ပါဗျာလက်ဦး2ယောက်ကဗမာ2ယောက်မ
ဗမာနှစ်ယောက်ကသိတယ် မှန်ပါဗျာ ရှမ်းကရင်ကြံ မှန်ပါဗျာ ရှမ်းကရင်ကြံတော့ဥပဒေသူများလည်းလောဘရှိတာပြောတာ မှန်ပါဗျာ နော်လောဘရှိကြောင်းကိုပြောတာမသိခင်တုန်းကလောဘရှိခဲ့ မှန်ပါဗျာ အဲ့တော့တခါကြီးကမာရော့နေတဲ့အချိန်ခါကျတော့ဥပဒေကအပေါင်းအသင်းနဲ့နေရမှာပြောတာ မှန်ပါဗျာ ဘာကြောင့်လဲပြောပုံပြောနည်းတွေဟိုတုန်းကမသိခင်တုန်းကဒီမှာပြောလာခဲ့တဲ့အရက်ကြိုက်တဲ့ပုဂ္ဂိုလ်အရက်ကိုတိုက်ပြီးတော့တခါတည်းကိုမွေးထားတာ မှန်ပါဗျာ ဘိန်းကြိုက်တဲ့ပုဂ္ဂိုလ်ဘိန်းကြိုက်အောင်မွေးထား မှန်ပါဗျာ ဥပဒေနောက်ကဒီမှာ9ယောက်10ယောက်ကမမြင်အမြဲတမ်း2ယောက်3ယောက်ကအမြဲတမ်း မှန်ပါဗျာ အိမ်မှာ body guard တွေထား မှန်ပါဗျာ ကြာတော့ကမာရုပ်ကတကမစိတ်ဆင်းရဲတယ်လို့သမက်ချက်ကျွေးရတော့ မှန်ပါဗျာ သမက်ချက်ကျွေးရတော့စိတ်ဆင်းရဲတယ်ဓမ္မရဲ့ မှန်ပါဗျာ တရားနဲ့ဥပဒေနဲ့ဘာမှမဆိုင်ဘူး မှန်ပါဗျာ တရားဆိုတော့လည်းဘာမှမသိဘူး မှန်ပါဗျာ ကျောင်းသွားဖို့ဆိုတော့လှူတော့လှူတယ် မှန်ပါဗျာ လှူပင်လှူညတော့လဲကျောင်းသွားကြလားတဲ့မသွားဘူး မှန်ပါဗျာ ကျောင်းနေဆောက်ပြီးတယ်မသွားဘူး မှန်ပါဗျာ ဘုရားတွေတည်ပြီးတယ်မသွားဘူး မှန်ပါဗျာ သံဃာတော့အရှင်များများကနေပြီးဟဲ့တကားဒီပုံဒီနည်းပဲဆိုရင်ဘလောက်လို့တဲ့ကျောင်းဘလောက်ကုန်တယ်လဲဆိုလို့ချင်းအရှင်ဖျားကျောင်းဘလောက်ကုန်မလဲ2000ကုန်မယ်3000ကုန်မယ်4000ကုန်မယ်5000ကုန်မယ်ဆိုအရှင်ဖျားပို့လိုက်ပါမယ်ဆိုပို့ရတာပဲဟဲ့တကားရေသက်လာချက်ပြီးပါပြီဗျာ မှန်ပါ ပြီးလို့လားတဲ့မဟုတ်ငကိုတဲ့ကစိတ်ကဒီတိုင်း မှန်ပါ ရေသက်လာချအောင်မယ်ဆိုပြီးပါပြီဗျာ မှန်ပါ တပည့်တော့ကံပြတ်သွားပြီတော်ပြီဒီလိုအတိတ်ကဒီစိတ်တွေပဲဖြစ်လာခဲ့ မှန်ပါဗျာ နဲ့ဥပဒေစိတ်ကဒီလိုစိတ်တာပြီးလို့ဖြစ်တဲ့စိတ်လားတဲ့မဟုတ်ဘူးငကိုပိစစိတ်ကြီး မှန်ပါဗျာ ဘုန်းကြီးနဲ့စကားပြောရမှာကြောက်လုံးတော့ မှန်ပါဗျာ ကြောက်အားကြီးကြောက်ဘာကြောင့်လဲဘုန်းကြီးနဲ့စကားမပြောတတ်လို့ မှန်ပါဗျာ သူစားကလည်းတတ်မှာမတတ်ပဲကို မှန်ပါဗျာ မတတ်တော့ဘုန်းကြီးနဲ့စကားပြောရမှာအားကြီးကြောက်တယ် မှန်ပါ အဲ့ဒီတကားကြီးဆိုးလိုက်တာတကားကြီးအားကြီးဆိုးရဲ့ မှန်ပါဗျာ ဆိုးရတော့အဲ့ဒီတော့ကမာရွတ်မှာနေတဲ့အချိန်ခါကျတော့အပေါင်းအသင်းတွေနဲ့ဒကမကနေပြီးထမင်းချက်ကျွေးရတော့တကားကြီးအကိုအပေါင်းအသင်းတွေထမင်းချက်ကျွေးရတော့ဒကမစိတ်ညစ်လာတယ်ထမရဲ့ မှန်ပါဗျာ စိတ်ညစ်လာတဲ့အချိန်ခါကျတော့တကားကြီးဥပဒေကလည်းအထည်အလိတ်တွေဝယ်ဖို့ဟာသိကြီးသေးသွား မှန်ပါဗျာ သိကြီးသေးသွားပြီးတော့တခါတည်းစကော့မားကတ်ဆေးကိုသွားပြီးတော့တခါတည်းအထည်တွေဝယ်ပြီးတော့တခါတည်းပြန်လာတဲ့အပေါင်းအသင်းနဲ့ပြန်လာတဲ့အချိန်ခါကျတော့အိမ်ကျတော့ဥပဒေချီမှာခဲမတယောက်ကြီး မှန်ပါဗျာ ဥပဒေဒကမကတခါတည်းကိုသူ့အပေါင်းဖော်နဲ့တခါတည်းတရားသွားခြင်း မှန်ပါဗျာ တရားသွားခြင်းလိုက်တဲ့အချိန်ခါကျတော့ဥပဒေပြန်လာတဲ့အချိန်ခါကျဟိုကတော့သူကအပေါင်းအသင်းနဲ့ဘယ်သွားခြင်းလဲမင်းကုန်းသွားခြင်း မှန်ပါဗျာ မင်းကုန်းဆိုတာလည်းမသိဘူးတခါကြီးကမာရော့နေတာမသိဘူး မှန်ပါဗျာ ဒီကိုလေ့လာမှဒီကိုသိတာ မှန်ပါဗျာ ဒီကိုမလေ့လာတော့ကိုကလေ့လာတာကတစ်မျိုးဘာကိုလေ့လာလဲဆိုတော့တခါကြီးရဲ့ဥပဒေကဓမြတိုက်တာလေ့လာတာဓမြတိုက်တာပဲသိတယ် မှန်ပါဗျာ နော်စာလေ့လာတဲ့ပုဂ္ဂိုလ်ကစာပဲသိမယ် မှန်ပါဗျာ ကျင့်ညာအထုတ်တဲ့ပုဂ္ဂိုလ်ကကျင့်ညာအထုတ်တာသိတယ် မှန်ပါဗျာ ကိုလေ့လာတာကိုသိတယ် မှန်ပါဗျာ စာလေ့လာတဲ့ဥစ္စာစာအပေါင်းအကုန်လုံးကိုသိအောင်သိတယ် မှန်ပါဗျာ အကျင့်တဲ့ပုဂ္ဂိုလ်ကလည်းအကျင့်နဲ့သိတယ် မှန်ပါဗျာ ဥပဒေအတိတ်ကလာတော့ဓမြတိုက်တာကိုသိအောင်သိတယ် မှန်ပါဗျာ နော်ဓမြတိုက်တော့ကပြောတာ မှန်ပါဗျာ စိတ်တွေပြောတာ မှန်ပါဗျာ အဲ့ဒီတော့ဥပဒေဓမြတိုက်တော့ကဒီမဲ့ဘယ်လောက်များလို့ဆိုတော့အိမ်ကျိတ်ခံနေသိပစ္စည်းပဲနေရာထားတယ်ဆိုတော့သိ မှန်ပါဗျာ ဒီလောက်သိတာ မှန်ပါ အဲ့လိုကိုကအဲ့ဒီဓမြတိုက်ချင်တဲ့စိတ်ပေါ်မှာစိတ်ကလေးကတီးနေတာ မှန်ပါဗျာ အဲ့ဒီမှာဉာဏ်ပြည့်နေတယ် မှန်ပါဗျာ သမာဓိရှိတဲ့ရှိမှာပညာပြည့်တယ် မှန်ပါဗျာ ဓမြတိုက်ချင်တဲ့စိတ်ပေါ်မှာတီးနေတယ် မှန်ပါဗျာ ဓမြတိုက်ချင်တဲ့စိတ်ပေါ်မှာတီးဒီအိမ်ရှိတယ်မရှိတယ်ဆိုတော့သင်္ကြန်ခံနေသိ မှန်ပါဗျာ သူများလာအရန်ပြောလို့မရဘူး မှန်ပါ ငါကိုပင်ကိုစိတ်က မှန်ပါ သိလို့သိတယ်တကယ် မှန်ပါ ငါချက်ရင်ရမယ်ငါလုံရင်ရမယ်သူများမလုံတဲ့ဥစ္စာငါလုံရမယ်ဆိုတဲ့ဥစ္စာလိုက်လုံရတာပဲ မှန်ပါဗျာ နော်လုံရတာပဲတကယ်စိတ်ကဒီလိုစိတ်ဖြစ်ခဲ့တယ်အဲ့ဒီတော့တကယ်ကြီးဥပဇင်းဟာကမာရော့နေတော့ကသံဝေကဖြစ်ပုံလေး မှန်ပါဗျာ ဓမြအဆုအတိတ်ကလာတော့ မှန်ပါဗျာ ဒါနဲ့တကယ်ကြီးအပေါင်းအသင်းတွေနဲ့ရှောက်ပြီးသွားပြီးတော့ဒီမဲ့တိုက်နေတာပဲတကယ်ကြီး မှန်ပါဗျာ တိုက်နေတော့ဒကမအနေပြီးတော့အဲ့ဒီတော့ရှမ်းမကအပေါင်းအသင်းတွေခမင်းချက်ကျွေးရတဲ့ဥစ္စာစိတ်ဆင်းရဲလာတယ်ခမရဲ့ မှန်ပါဗျာ စိတ်ဆင်းရဲလာတဲ့အချိန်ခါကျတော့ငါတော့ပြေးမှာပဲအပေါင်းအသင်းတွေငါချက်ကျွေးရတာဟာဒုက္ခရောက်လာနေပြီငါတော့တရားဌာနသွားပြီးငါတရားထိုင်မှပဲဆိုပြီးတော့သူ့အပေါင်းအသင်းနဲ့နေပြီးအိယာလေးကလေးလိတ်ပြီးတခါတည်းကိုသွား မှန်ပါဗျာ ဥပဒေကလည်းပဲအထည်လိတ်တွေဝဲလာပြီးတော့တခါတည်းရန်ကုန်ကနေပြီးတော့ကားစီးပြီးတော့တခါတည်းပြန်လာခဲ့ မှန်ပါ ပြန်လာခဲ့ကြတော့အဲ့တော့အိမ်ကြတဲ့အချိန်ခါကျခေမလှုပ်တဲ့ပုဂ္ဂိုလ်ကအတိတ်ကခေမ မှန်ပါဗျာ ကောင်းဆိုရေးတဲ့ရှင်မိမတော့မရှိတော့ဘူးတဲ့ဖယ်သွားလို့လေတရားသွားကျင့်တယ်တရားသွားကျင့်တယ်ဆိုတော့ဥစဉ်ကအတိတ်ကတရားသွားကျင့်တယ်ဆိုတော့ဥစဉ်တော့နှောကုန်းမှာထမ်းတဲ့ပဲနောက်ဘေးမှာလိုက်ပြီးဓာတ်တွေနဲ့ခုတ်ရိုက်ပြီးတော့မောင်လီဖွားတွေကလိုက်ရိုက်တဲ့ပုဂ္ဂိုလ်တဦးတယောက်ကိုဥစဉ်တော့ကလူဆိုးဆိုတော့သိထားတယ် မှန်ပါဗျာ ဘယ်ပုဂ္ဂိုလ်လဲဆိုတော့ဒီမှာကျတ
တရားကဘယ်တရားလဲဆိုတော့ထိတယ်ဆိုတဲ့တရား မှန်ပါဗျာ ထိတယ်ဆိုတဲ့တရားဘယ်တရားလဲဆိုတော့နာမည်ကအဲ့ဒီပုဂ္ဂိုလ်ကဘလူနာဥပဒေလို့ထားတယ်ပဲနောက်ဖေးမှာတခါတည်းမောင်လီဖွားတွေကလိုက်ပြီးတော့ဒီမဲ့ဓာတ်နဲ့ခုတ်ရိုက်ပြီးတော့ဓာယာရီရပြီးတော့ထားတယ်ပဲအချုပ်ထဲသွင်းလေးတယ်အဲ့ဒီတခါကြီးကအခုပြညတ်လို့ဆိုလို့ရှိရင်ဥပ္ပတိန်ထောင်းတယ် မှန်ပါဗျာ အဲ့ဒီဟာတော့သိတယ်တခါကြီး မှန်ပါဗျာ အဲ့တော့ခေမလုပ်တဲ့ပုဂ္ဂိုလ်ကပြောတာကိုတခါကြီးတရားဆိုတဲ့ဥစ္စာအဲ့တော့ပေါ်နေတာတွေလည်းရှိပြီလေစွန်လွန်တို့မင်းကုန်းတို့ညာနာဇာဂီတို့မဟာသီဆရာတော်ဘုရားကြီးတို့ဒါတွေအကုန်ရှိတယ်တခါကြီး မှန်ပါဗျာ ကိုကမလေ့လာတော့ဒီပေါ်မသိ မှန်ပါဗျာ ကိုကလေ့လာတဲ့စိတ်ကဝါဒနာကဘယ်မှာပါလဲတော့ဝါဒနာပါတော့ဝင်မလေးဘူးတခါကြီး မှန်ပါဗျာ ဝါဒနာဘယ်မှာပါလဲဓမြတိုက်ချင်တယ်ဆိုတဲ့စိတ်ပေါ်မှာဝါဒနာပါတယ် မှန်ပါဗျာ အဲ့ဒီစိတ်ဖြစ်နေတော့အဲ့ဒီပေါ်မှာဝါဒနာရှိတော့တရားဌာနတွေတစ်ခုမှမသိဘူး မှန်ပါဗျာ မသိတယ်ဘူးငကိုကသိတဲ့ဥစ္စာဥမြသိမ့်ထွန်းသိတဲ့ဥစ္စာကလူဆိုးဘဝတုန်းကအဲ့ဒီမှာမြင်ရလို့သိတာ မှန်ပါဗျာ အဲ့တော့သိတော့ဒီတရားပဲသိ မှန်ပါဗျာ အဲ့ဒီဥမြသိမ့်ထွန်းတရားကဒီမဲ့ထိတယ်ဆိုတဲ့လက်ချင်းထိကိုချင်းတွားပြီးထိတယ် မှန်ပါဗျာ ထိတယ်ဆိုရုပ်ချင်းထိတာပဲဒီလိုတွားပြီးတော့ထိတဲ့တရားဟိုတကကြီး မှန်ပါဗျာ အဲ့ဒီတရားတော့ဥပဒေကသိတာ မှန်ပါဗျာ အဲ့ဒါပဲသိတယ်ဒီတရားတွေမသိဘူး မှန်ပါ မသိတော့အဲ့ဒီတော့တကကြီးခဲမလုပ်တဲ့ပုဂ္ဂိုလ်ကနေပြီးတော့ကောင်ထုံးရေးတဲ့ရှင်မိမတော်တဲ့ပြည့်ညတ်လို့ပြောတာပါ မှန်ပါဗျာ အတိတ်ကိုအကြောင်းလေးသာဝေကတရားတွေဖြစ်ပုံလေးတွေကိုပြောချင်လို့ပါ မှန်ပါဗျာ နော်အဲ့ဒီတော့တကကြီးဘယ်လိုပြောလဲလို့ဆိုရှင်မိမတော်တဲ့တရားသွားကျင့်ပြီတဲ့ဟဲ့တရားသွားကျင့်ပြီဆိုတော့ဥပဇင်းတို့အတိတ်ကာလတုန်းကထားတယ်နောက်ဖေးမှာလိုက်ရိုက်တဲ့ဥမြသိမ့်ထွန်ကြီးအောင်မေ မှန်ပါဗျာ ထိတယ်ဆိုတဲ့တရားကိုပွားပြီးခြင်းတယ် မှန်ပါ ကိုယ်စိတ်က မှန်ပါဗျာ ထိတယ်ဆိုတဲ့တရားပွားတာပဲလို့ဆိုပဲကိုကသိတာကဒီတရားပဲသိ မှန်ပါဗျာ ဒီတရားစီဆိုကိုဤဓမ္မဆိုတော့စိတ်ထဲမကောင်း မှန်ပါဗျာ ဘယ်လိုမကောင်းလဲဆိုတော့ခက်ပြီဟာဥမြသိမ့်ထွန်တရားစီပွားပြီးခြင်းတယ်ထိတယ်ဆိုတဲ့တရားပွားလုပ်ပြီးခြင်းတယ် မှန်ပါဗျာ ကိုဓမ္မဆိုတော့စိတ်မကောင်းဘူးပေါ့တကယ် မှန်ပါဗျာ လာခဲ့တာပြန်လာလို့ရှိရင်ဖြင့်ဒီတရားပွားလို့ရှိရင်တော့ပြန်လာလို့ရှိရင်တော့နှစ်ထင်6လုံးပြူပဲ မှန်ပါဗျာ ဒီလိုသတ်မှတ်တာပဲတကယ်ကြီး မှန်ပါ စိတ်ကတော့ကိုဓမ္မပွားပြီဆိုတော့ထိတယ်ဆိုတဲ့တရားနဲ့သွားတွေးလိုက်ပြီဆိုလို့ရှိရင်တော့ပြန်လာလို့ရှိရင်နှစ်ထင်6လုံးပြူပဲ မှန်ပါဗျာ ဒီစိတ်ပဲသတ်မှတ်တယ်လာပြီဒီဘယ်သွားလို့ဘယ်လာမှလည်းမသိဘူးအဲ့ဒီတရားပဲကိုကသိထားတာကို မှန်ပါဗျာ အဲ့တော့9ရက်ကြာတယ်တကယ်ကြီး9ရက်ကြာတော့အဲ့ရလေးကလေးလိတ်ပြီးပြန်လာ မှန်ပါဗျာ ပြန်လာတဲ့အချိန်ခါကျတော့တခါတည်းတက်လာအဲ့ရလေးကလေးရွက်ပြီးလိုက်အဲ့ရလေးကလေးတက်လာတော့ဒီမှာရင်ထဲနှလုံးနဲ့ကတက်လာ မှန်ပါ ဥပဒေစိတ်ပြောတာရင်ထဲနှလုံးနဲ့ကတက်လာပဲတခါတည်းကိုဒီမှာစိတ်ကိုမယိုးမရဖြစ်လာ မှန်ပါ မယိုးမရဖြစ်တော့တခါတည်းအိမ်ပေါ်တက်လာပြီးတော့ချစ်တီကားနဲ့ဝင်နေပြီးတော့အဲ့ရလေးကလေးချတယ်အပြင်ဘက်ထွက်အောင်မစောင့်နိုင် မှန်ပါ ရင်ထဲနှလုံးနဲ့ကတက်လာ မှန်ပါ စိတ်ကားလာရင်ထဲနှလုံးနဲ့ကလည်းတက်သွားအခန်းထဲဝင်သွား မှန်ပါ အခန်းထဲဝင်ပြီးတော့တခါတည်းဓမ္မမေး မှန်ပါ နင်းပဲသွားတာ မှန်ပါ ကျမတရားသွားကျင်တာ မှန်ပါ အဲ့တော့တရားသွားကျင်တယ်ဆိုတော့နင်းဒါနဲ့တရားသွားကျင်တယ်နင်းထိခဲ့ပြီလား မှန်ပါဗျာ ရှင်ဟာလေးနဲ့တောက်တိတောက်တယ်မဟုတ်တာကြီးရှောက်ပြောတယ်အဲ့တော့သူကဒီလိုပြောတာ မှန်ပါ ရှင်ဟာလေးတဲ့မဟုတ်ပြုတ်တယ်မပြောပါနဲ့တဲ့တောက်တိတောက်တယ်တရားချိန်တာထိရမှာလား မှန်ပါ ဟဲ့ငါတွေးတဲ့တရားကတော့ဥမြသိမ့်သွန်တရားကလက်တွေကင်ချီတွေကင်ကြောတွေကင်ဘဲကင်ညာကင်နဲ့ မှန်ပါဗျာ ထိတယ်ဆိုတဲ့တရားနဲ့နင်းထိရဲ့မလားဒါမှန်တာပြောတာ မှန်ပါမဟုတ်ပါဘူးရှင်တဲ့ရွှေတကုံဟိုတဲ့တွင်းစိကံဘက်ကမင်းကုန်းတော်ရပါတဲ့မင်းကုန်းတော်ရဆိုတာဘာလဲငါပြောတာဖုန်းကြီးတဲ့အေးငါဖုန်းကြီးဆိုတော့နှကြောစိတ်ပါ မှန်ပါဗျာ ဖုန်းကြီးဆိုတော့တခါတည်းကိုစက်သိမိုးသိမ့်နေထားပါ မှန်ပါဗျာ ဟဲငါမသိလို့ပါဟဲနင်းနောက်ပဲသွားကျင့်ပါအဲ့ဒီဥပဒေကပြောတယ် မှန်ပါ ဥပဒေကလက်ဦးတုံးကတော့ဥမြသိမ့်ထွန်တရားအောင်မေးလို့ မှန်ပါဗျာ ဥမြသိမ့်ထွန်တရားဆိုလို့ရှိရင်နှစ်ထင်6လုံးကြီးနဲ့တွေ့တာ မှန်ပါဗျာ စရောတခါတည်း မှန်ပါ စိတ်ကအဲ့ဒီဓမ္မဟိုတခါကြီး မှန်ပါဗျာ အဲ့တော့ဥမြသိမ့်ထွန်တရားမဟုတ်မင်းကွန်တရားဆိုတော့နောက်လည်းသွား မှန်ပါဗျာ နောက်သွားဆိုတော့တခါတည်းကိုနောက်ကြတော့ဓမ္မကဒီမဲ့ဖွင့်ပေးလိုက်တော့ကျင်းတတ်ဟောတာပေါ့ မှန်ပါဗျာ နောက်ကြတော့သမင်းချက်ပြန်ပြေးပြန်တာပဲ မှန်ပါဗျာ သူကထွက်ပြေးပေါက်ရတယ်သူကခွင့်ပေးတာဟုတ်တယ်ခွင့်ပေးတော့9ရက်တပတ်တော်တော်လေးကြာသွားကြတာပဲတကယ်ကြီး မှန်ပါဗျာ လင်ကကျင့်ရင်လည်းမရကမကျင့်ဘူးမရကကျင့်တယ်လင်ကမကျင့်ဘူး မှန်ပါဗျာ အိမ်တော်မစုံဘူးတကယ်ကြီး မှန်ပါဗျာ အိမ်တော်စုံမှသာလည်းကောင်း မှန်ပါဗျာ အိမ်တော်စုံအိမ်တော်မစုံ မှန်ပါ အိမ်တော်စုံတာကလင်ကလည်းတရားကျင့်မရကလည်းတရားကျင့် မှန်ပါဗျာ အဲ့ဒါအိမ်တော်စုံခေါ်တယ်လင်ကနတ်သားမရကနတ်သမီး မှန်ပါ အိမ်တော်မစုံလို့ရှိရင်လင်ကတော့တရားကျင့်
လင်ကတော့နတ်သားဒကမကတော့ဘိုင်စကုန်းနဲ့ပြောလောဘနဲ့ပြောတယ်ဈေးတွေနဲ့ပြောတယ်လောဘနဲ့ပြောနေတယ်မရကတော့ဘာလဲတဲ့ဖုတ်ကြတယ်စီအဲ့ဒါကအိမ်တော်မစုံမှုတကကြီးလှေကြုံစည်းခေါ်အိမ်တော်စုံဆိုတဲ့ဥစ္စာကဘယ်လိုပုဂ္ဂိုလ်အိမ်တော်စုံတယ်လဲဆိုနှုတ်မြတ်စွာဘုရားကိုတော်မြတ်ကြီးနိဗ္ဗာန်ကူတော်တဲ့ရတော်တရားနိဗ္ဗာန်မကူဘူးလားအိမ်တော်မစုံဘူးလားအဲ့ဒါအိမ်တော်စုံခေါ်တယ်တကကြီးတကာကဝိပဿနာတရားကျင့်ညာအထုတ်နိုင်လို့ရှိရင်ဒကမလည်းကျင့်အဲ့ဒါအိမ်တော်စုံတကာကဝိပဿနာတရားကျင့်တယ်ဒကမမကျင့်ဘူးအဲ့ဒါအိမ်တော်မစုံဘူးတကာကတော့ကျင့်ညာအထုတ်လို့နတ်သားဒကမကတော့လောဘနဲ့ပြောနေတဲ့ဖောက်ချက်တဲ့စိတ်အဲ့ဒါကအိမ်တော်မစုံတဲ့တရားအိမ်တော်စုံတဲ့တရားကမြတ်စွာဘုရားကိုတော်မြတ်ကြီးပရိနိဗ္ဗာန်ပြုသွားတော့နိဗ္ဗာန်ဝင်တော့ရသော်တရားပါနိဗ္ဗာန်မဝင်ဘူးလားဝင်ပါရဲ့ဗျာအဲ့ဒါအိမ်တော်စုံတယ်လို့ခေါ်တယ်တကကြီးမှန်ပါဗျာနော်အိမ်တော်စုံအိမ်တော်မစုံဘူးတကကြီးမှန်ပါဗျာအဲ့တော့တကကြီးဒကမကတရားသွားကျင့်လိုက်တဲ့အချိန်ခါကျတော့သိလာတဲ့အချိန်ခါကျတော့မင်းကျင့်တော့ဆိုပြီးတော့ဦးဇင်းကလည်းခွင့်ပေးတယ်မှန်ပါဗျာခွင့်ပေးတယ်အဲ့တော့သူကလည်းသဘောရှိကျင့်ရနောက်9ရက်တပတ်သွားတဲ့အချိန်ခါကျတော့ဘာဟန်ကနေပြီးတော့ဒကကြီးစာအုပ်တစ်ခုဝယ်လာမှန်ပါဗျာဘယ်စာအုပ်လဲသွန်တော်ထေရုပ်ပတ်တိဝယ်လာမှန်ပါဗျာသွန်တော်ထေရုပ်ပတ်တိဝယ်လာတဲ့အချိန်ခါကျတော့တရား9ရက်ကျင့်ပြီးပြန်လာတဲ့အချိန်ခါကျတော့ဦးဇင်းကလည်းအဲ့တော့ကြောက်သွားကျတော့ပျော်ပျော်ရွှင်ရွှင်ပေါ့ဒကကြီးအဲ့ဒီပြန်လာမလားတရားတွေများဘယ်လိုတွေ့လဲပါလဲတော့ဒါတွေတော့ကိုယ်ကသိတာမှမဟုတ်ဘူးမမေးဘူးမှန်ပါဗျာသူကနှုတ်ခွန်းဆက်ကောင်းထွေးရဟောတာလေတဲ့သွန်တော်ဆရာတော်ဘုရားကြီးဟာတဲ့သူဣထေရုပတ္တိပဲတဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးဟာတဲ့ယဟန်ကိစ္စပြီးလို့ယဟန္တာကြီးလို့ပြောတယ်တဲ့မှန်ပါဗျာအဲ့ဒီယဟန္တာကြီးပြောတယ်ဆိုတဲ့ကပိဋကဟဲ့နစ်စာအုပ်ဆိုပြီးတော့သူဝဲလာတဲ့စာအုပ်ကိုကြည့်လိုက်တဲ့အရွက်ကလေးလှမ်းကြည့်တယ်လုံးပေါက်ကလေးတော့ဖတ်တတ်တယ်တကယ်ကြီးနော်ဘုန်းကြီးကြောင်းနေတာပဲကာကြီးကာတာကဲဆိုနည်းနည်းပါးပါတော့ဖတ်တတ်တာပေါ့မှန်ပါဗျာဖတ်တတ်တယ်နည်းနည်းပါးပါတော့ကာကြီးကာတာကဲရောက်မှန်ပါဗျာအဲ့တော့နည်းနည်းပါးပါဖတ်တော့အဲ့တော့စာအုပ်ကိုတရွက်ပြီးတရွက်ပြီးတရွက်လှမ်းကြည့်မှန်ပါဗျာလှမ်းကြည့်တော့ဘာကြည့်တယ်လို့များထင်တယ်တကယ်ကြီးမရှိတော့ဘူးအယုတ်ကလေးတွေကြည့်တာမှန်ပါဗျာအယုတ်ကလေးတွေကြည့်တယ်စာမကြည့်သေးဘူးမှန်ပါဗျာအယုတ်ကလေးတွေဝအောင်ကြည့်မှန်ပါအဲ့တော့ခြေတော့ပတ်တည်တဲ့ကနေပြီးသွန်တော်ဆရာတော်ဘုရားကြီးထွန်ထောင်ပြီးတော့နွားတွေလှော့တယ်တာတွေ့တယ်မဆွေကြီးကနေပြီးကြံပြားပြီးဆွဲနေတာတွေ့တယ်မှန်ပါဗျာကလထိုင်ကြီးပေါ်ထိုင်ပြီးတော့တခါတည်းနှလုံးသွင်းနေတာတွေ့တယ်မှန်ပါဗျာအဲ့ဒီအယုတ်ကလေးတွေကြီးကြိတ်တာပဲမှန်ပါကြည့်လို့အယုတ်ကလေးတွေလည်းကုံရောသွားတွေ့တယ်တခါလုံးကောက်ကလေးမှန်ပါဘယ်လိုသွားတွေ့လဲတဲ့ကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာစေတသတိပဋ္ဌာန်စိတ် ानु ပါဒနာဓမ္မာသတိပဋ္ဌာန်ဓမ္မာ ानु ပါဒနာအဲ့ဒီသတိပဋ္ဌာန်တရား၄ပါးလဲသွားတွေ့ရောခန္ဓာကိုယ်ကြီးဘယ်လိုဖြစ်လာလဲဆိုဖြည်းဖြည်းရှည်တော့နောက်ကတခါတည်းကိုစက်သိမ်းမိုးတွေထားပြီးတော့တခါတည်းချုပ်သွားမှန်ပါဗျာဘာမှမသိမှန်ပါဗျာစက်သိမ်းမိုးတွေထားပြီးတခါတည်းကိုဖြည်းဖြည်းတော့ချုပ်ပလိုက်မှန်ပါချုပ်ပလိုက်တဲ့အချိန်ကကျတော့ဘာတခါတည်းအဲ့ဒီသတိပဋ္ဌာန်တရား၄ပါးကိုလက်ကျောနဲ့ထောက်မှန်ပါသူတောင်မှနေလားငါလားကျင့်လို့ယဟန္တာဖြစ်သေးတဲ့ဥစ္စာငါကျင့်ရင်လည်းမဖြစ်ဘူးလားမှန်ပါဗျာလက်ကျောနဲ့အဲ့ဒီသတိပဋ္ဌာန်တရား၄လုံးကိုထောက်လိုက်မှန်ပါဗျာဘုရားစိတ်ကထောက်လိုက်မှန်ပါသူကျင့်ရင်ယဟန္တာဖြစ်သေးတာပဲငါကျင့်ရင်ယဟန္တာမဖြစ်ဘူးလားသူ့လိုမဖြစ်ရဘူးလားဆိုပြီးအဲ့ဒီသတိပဋ္ဌာန်တရား၄ပါးကိုလက်ကျောနဲ့ထောက်လိုက်တာမှန်ပါဗျာအဲ့ဒီလက်ကျောနဲ့ထောက်ပြီးအဲ့ဒီတဲကတကားကြီးရဲ့ဖြည်းဖြည်းရုပ်နာချုပ်သွားပြီးတခါတည်းကိုအဲ့ဒီစိတ်ပြောင်းသွားမှန်ပါဗျာစိတ်ပြောင်းသွားပြီတဲ့တခါကြီးဓမြတော့တိုက်နေနေတာပဲမှန်ပါဗျာတိုက်ပြီတဲ့တခါကြီးဘယ်လိုအသိနဲ့တိုက်တယ်လဲဆိုတော့တခါကြီးညတိုင်အိမ်မှာအိတ်တဲ့အချိန်ကရန်ကုန်မြို့ဆိုတဲ့ဥစ္စာအိတ်တဲ့အချိန်က9နာရီ8နာရီမှာထားတာမှန်ပါဗျာအဲ့ဒီအချိန်မှာထားဒီအချိန်ကျတော့4နာရီလောက်ကြာပြီဆိုရင်ရွှေတုံဖျားကနေပြီးတော့တခါတည်းလောင်စပီတာကြီးဖွင့်ပြီးတော့ကားကြီးနဲ့တခါဆွန်ကြီးခံတော့တရားကျိုးတွေဖွင့်တရားကကြားလိုက်တယ်ဆိုတဲ့ဟိုတုန်းကဒီတရားတွေဘာတွေသိတာမဟုတ်အဲ့ဒီအတန်ကြားလိုက်တဲ့တည်းမအိတ်လို့မရတော့မှန်ပါဗျာဖြင်းချက်သိမ်းဖို့တွေထားပြီးတခါတည်းပီတိတွေဖြစ်နေတာမှန်ပါဗျာပုံစံဖြစ်တာပြောတာမှန်ပါဗျာနော်အဲ့ဒီလိုဖြစ်နေတော့အိတ်လို့မရဘူးတရားပီတိဖြစ်မှန်ပါဗျာအဲ့ဒီဟာကိုတခါတည်းကြားလိုက်တဲ့တပြိုင်တည်းအဲ့ဒီတရားကလည်းနားရဝင်နေတာမှန်ပါဗျာတရားပီတိဖြစ်ပုံစံဖြစ်ပုံပြောတာမှန်ပါဗျာဖြစ်နေတဲ့ကွာတောက်ဝေးကဖြစ်ငါတို့တရားကျင့်ရအောင်မယ်တရားကျင့်ရတော့မယ်ဒီလိုဖြစ်နေတာမှန်ပါဗျာတရားကျင့်ရတော့မယ်ဆိုပြီးတော့ဆင်းရင်နိုင်ဒကမတွေကြည်စားကိုကလည်းပိုက်ကျူးသမားဆိုတော့ဒီမှာသွားချလိုက်ကလကြီးချစ်တဲ့ချတော့ဒီမှာ1000ရှုံ2000ရှုံ3000ရှုံ9000ရှုံ1000ရှုံ900ရှုံဒါထပ်မှကြားနေတာဟုတ်မှန်ပါဗျာရှုံလို့
တခါတည်းကိုဆိုတော့ဓမြကြီးတိုက်နေရတာပဲတခါကြီးဒီတခါတော့သံဝေကဖြစ်လာတဲ့အချိန်ကငါပြုတ်တဲ့ကငါပဲဖန်တီးရပါငါတက္ကမ2ယောက်ရှိတဲ့အချိန်ကမှတက္ကမ2ယောက်ပါဖြစ်တယောက်ကိုဆိုလို့ရှိရင်ဖြစ်သူတို့လက်ထဲမှာသသိန်းစီတော့ထားခဲ့လို့ရှိရင်ဖြစ်ငါနေလားငါလားကျင့်ရမှာပဲဆိုပြီးတော့နင့်တိုက်လိုက်တယ်ဆိုဘယ်ပြောကောင်းမလဲမှန်ပါဗျာရပါရဲ့3000ရ2000ရ4000ရဟိုတုန်းကတော့မရတော့မှန်ပါဗျာမရလေတိုက်လေမရလေတိုက်လေဆိုတော့တခါတည်းကိုတခါကြီးဘယ်လိုဖြစ်လာလဲဆိုတော့တခါကြီးသွားတဲ့အချိန်ကမှတိုက်ချင်တဲ့စိတ်လည်းမရှိတော့မှန်ပါဗျာသံဝေကဖြစ်လာပြီမှန်ပါသံဝေကဖြစ်တိုက်ချင်တဲ့စိတ်ဖြစ်လာတဲ့အချိန်ကအဲ့ကြတော့မှတခါတည်းတခါကြီးမသွားခြင်းသွားခြင်းနဲ့သွားရမှန်ပါဗျာအဲ့ဒါကဘာလုပ်တယ်လဲသာသနာကပေးတာသာသနာလုပ်တာပါတကယ်သာသနာကလုပ်တော့ဥပဒေဟာခါတိုင်းအသိရှိတယ်တကယ်မှန်ပါဗျာဘယ်တော့မှသူများလက်ချက်နဲ့မဥရဘူးမှန်ပါဗျာဥရင်ကိုကဥမယ်မှန်ပါဗျာသူများကတော့မဥရဘူးမှာမှန်ပါဗျာသူများစိတ်ကိုတခါတည်းကြည့်နေတာတခါတည်းမှန်ပါဗျာကြက်ကြံလဲဓမြတိုက်ပြီးတဲ့အိမ်မော်တက်လို့ရှင်အသိကရှိတယ်ဘာကြောင့်လဲတဲ့တခါတည်းသနကိုချိန်ပြီးအတင်းတက်တာမှန်ပါဗျာအသိကအမြဲတမ်းထားတယ်သူများအလစ်မပေးဘူးမှန်ပါဗျာမလှုပ်နဲ့လှုပ်ကိုအရင်တီးမှာမှန်ပါနော်အဲ့ဒီလိုဓမြဟာအနာအသိထားရမှန်ပါဒီတော့ဒီချိန်ခါမှာတခါကြီးနောက်ကလူဥပဒေနဲ့9ယောက်မှန်ပါနောက်ကလည်းပါတာပေါ့က7-5နဲ့6ဟိုတဲ့လှိုင်ဖယ်တို့ဘာလို့ပါတာပေါ့တခါကြီးမှန်ပါဗျာတပည့်တွေမှာပါတယ်ဥပဒေကတော့6လုံးမျိုးနဲ့မှန်ပါဒီတခါမှာတတိလစ်သွားခံရတော့မယ်တခါကြီးမှန်ပါခံရတော့မယ်ဆိုတော့တတိလစ်ပြီးတော့တခါတည်း6လုံးမျိုးကိုလွယ်ထဲ6လုံးမျိုးလွယ်ထဲလက်လက်ပြီး6လွယ်ထဲဒီတိုင်းစုပ်ဝင်အိမ်မော်နဲ့တက်စီးတယ်ပြီးတော့ခုတ်ချလိုက်ဖင်ထိုင်သွားတယ်အတိမသိဘူးနောက်တစ်ချက်များဆင့်ခုတ်လိုက်လို့ရှိရင်တော့ဥပဒေကိုချိုးနေမှန်ပါခုတ်ချတယ်နောက်ကလူကဟဲ့ငါထိကောကြည့်နောက်ကစတင်ကနဲ့ပြောင်းဆိုတင်ပြီးတော့တခါတည်းပြစ်မှာဟဲ့မပြစ်နဲ့မင်းတို့ပြစ်ဆိုးသွားမှာမပြစ်နဲ့ငါတွေ့ဟိုနောက်ကတပည့်တွေကပြစ်မလို့မပြစ်နဲ့သနနဲ့ချိန်ထားနောက်ထပ်ခုတ်ပါဆိုလို့သနနဲ့ချိန်ထားအဲ့တော့ဥပဒေကို2ယောက်ကလာတွဲပြီးတော့အဲ့တော့အပြင်မဲ့ဆွဲတော့ကဲကွာမင်းတို့သနနဲ့ချိန်နောက်ကချိန်ပြီးတော့မင်းတို့မလှုပ်နဲ့အသာလေးတလားသနနဲ့ချိန်ထွက်လာတဲ့ပုဂ္ဂိုလ်တော့အဲ့တော့ပြစ်ချင်ပြစ်ပေါ့အခုတိတ်နေတဲ့အချိန်ခါမှာတော့မပြစ်နဲ့တော့ငါတွဲပြီးတော့ကွာဆိုပြီးတော့အဲ့ဒီမှာတွဲထုတ်လာတဲ့အချိန်ခါကျတော့ဥပဒေကရိုက်လိုက်တယ်အောင်မေးမှန်ပါဗျာအပြင်ကျတော့တကားကြီးရဲ့ဒီနေ့ဒီရက်မှာဥပဒေကအတိတ်ကာလတုန်းကဘဲပြီးလိုက်ထားတယ်မှန်ပါသပင်အရှိမထားသပင်အရှိထားလို့ရှိရင်အိမ်ပေါ်တက်လို့ရှိရင်တကားကြီးကသပင်ဆွဲမှာဆိုလို့အဲ့ဒါကဘောဘဲပြီးလိုက်ထားမှန်ပါဥပဒေကအလေးနဲ့ထားတာမှန်ပါသပင်ဆွဲမိရင်ဘာလွတ်တော်မလဲတကားကြီးမှန်ပါအရှုံးပေးရအဲ့တော့ဘဲပြီးလိုက်ထားတော့ဒီနေ့ဒီရက်မှာသွားတဲ့တဲအိမ်ကနေပြီးတော့တကားကြီးစောင့်ကဲအုပ်ထုပ်ကြီးပေးတယ်ကောင်းဖွင့်ရဲ့ဒါဆောင်းသွားပါလေအေးနို့ဆိုပြီးတော့မိုးလေးကနေဖြောက်ဆိုတော့ဆောင်းသွားပါတဲ့နာရီစီးပါမယ်ဆိုတော့စောင်းမှာချုပ်ထားတဲ့ကဲအုပ်ထုပ်ကြီးဘယ်တော့မှမဆောင်းဘူးတဲ့အုပ်ထုပ်ကြီးဆောင်းမှန်ပါဗျာလမ်းခွန်ကြီးကျတော့အဲ့ဆောင်းထားတဲ့အုပ်ထုပ်ကြီးဖြုတ်ပြီးကျိတ်တော့အုပ်ထုပ်ကြီးပြတ်မှန်ပါငါဓာတ်နဲ့တေးထားပါလားကောင်းစံကျိတ်တော့လက်ကျုံမြုပ်မှန်ပါအဲ့ဒီမှာသာဝေကဖြစ်ကြည်စားနောက်တစ်ချက်စစ်ပြီးခုတ်လိုက်လို့ရှိရင်ငါလက်ရင်ထိသွားရင်လက်ပြတ်ခဲ့မှန်ပါနောက်တစ်ချက်ထပ်ပြီးခုတ်လိုက်လို့ရှိရင်ဖြင့်လက်မောက်ခုတ်လိုက်လက်ပြတ်မယ်မှန်ပါပခုံးခုတ်လိုက်ရင်ပခုံးပြုတ်ကြသွားငါဒီအိရှိရင်ငါသိရဲ့တော်သေးရဲ့ရေဝလှန်နဲ့ပြစ်ထိုးလိုက်မယ်ဆိုလို့ရှိရင်လှန်တန်းနဲ့ငါသိရဲ့မှန်ပါဗျာဝချွန်နဲ့ပြစ်ထိုးလိုက်လို့ရှိရင်ဝချွန်တန်းနဲ့သိရဲ့မှန်ပါဗျာသူဒါနတတိပေးတာပဲတရားကျင့်မှန်ပါတရားကျင့်ဖို့တတိပေးတာပဲငါတော့တော်ပြီဆိုပြီးတော့တခါတည်းကိုအဲ့ဒီမှာတောင်းဝေကဖြစ်တာမှန်ပါဗျာတခါတည်းညကားနဲ့ပြန်လာပါတခါကားနဲ့ပြန်ပြီးတော့အိမ်ကျတော့ဆရာဝန်တွေပါတိချိတ်ခေါ်ပြီးတော့တေချာဆေးတွေပါတိထည့်ပြီးတော့တခါ9ယောက်လောက်ဆေးထိုးပြီးတော့တခါဆေးထည့်တော့တခါတည်းကိုတောင်းဝေကဖြစ်ပြီးတယ်မှန်ပါဗျာအဲ့ဒီတောင်းဝေကဖြစ်9ရက်လက်ဖြစ်လာတယ်အနာလေးလည်းနည်းနည်းကျက်လက်လာရောကမာယုတ်ကတက္ကမဟုတ်ပြောတရားကျင့်တော့မှန်ပါဟဲ့နေရှိတဲ့ပစ္စည်းလေးတွေစားမှန်ပါဗျာအိမ်လည်းငှားစားမှန်ပါဗျာနေစားနိုင်မှန်ပါရင်းကြီးလည်းစားနိုင်မစားနိုင်ဘူးဆိုလို့ရှိရင်ငါ့ကိုမမျှော်ဘူးနဲ့မှန်ပါဗျာနောက်အိမ်တော်ပြုတ်ရင်ပြုတ်မှန်ပါဗျာရောမမျှော်နဲ့နင်းတို့လာပြုတ်ရင်လည်းပြုတ်နိုင်တယ်မပြုတ်ရင်နေနိုင်တယ်မှန်ပါဗျာဥပဇင်တရားကျင့်တယ်ဥစ္စာကိလေသာပယ်တယ်မှန်ပါဗျာနော်ကိလေသာကိုတစ်ချက်ဒီစိတ်ကနေပြီးဒီစိတ်ပြောင်းမလိုက်တာမှန်ပါဗျာဒကမကိုပယ်ပြခဲ့တယ်ငါ့ကိုမမျှော်ဘူးနဲ့နောက်ကိုမှန်ပါဗျာနောက်အိမ်တော်ပြုတ်ရင်ပြုတ်နိုင်တယ်ဆိုဥစဉ်ကျင့်တော့ကဒကာကြီးဒကမပယ်လာတာမှန်ပါဗျာ
ကဲငါရှင်းတော့မယ်နင်တို့အားပေးခြင်းနဲ့ဆိုလည်းပေးအောင်အဲ့ဒီတော့မှဥပဇင်းရဲ့ကမာယောကခေမတွေမကြီးတွေကနေပြီးတော့ကောင်းထွန်းရဲ့ရှင်းပါအားပေးပါမှန်ပါအိမ်အောင်စုံနေဖြစ်လာတယ်မှန်ပါဗျာအဲ့တော့မဖြစ်ဘူးတကကြီးရှင်းပါလိုက်ပြီးပြုတ်ပါမယ်ဥပဒေကတခါတည်းအဲ့ဒီစောလုံးစာအုပ်တွေတခါတည်းလွယ်ထဲထည့်ပြီးအဲ့ဒါတော့ဆင်းလာတာမှန်ပါဗျာတော့ဆင်းလာပြီးတော့တော့ကအိမ်တခါတည်းနေပြန်တယ်3 ရက်နေပြီးတော့အနာလေးနည်းနည်းကောင်းသွားအောင်ဆေးလေးပါလေးထည့်ပြီးတော့နေတယ်3 ရက်လက်စီရောဥပဒေကနောက်ဘုံမှာကြောင်းလဲကြောင်းတကာဆိုကြောင်းဆောက်တာမှန်ပါအဲ့ဒီတော့3 ရက်လက်စီရောအဲ့ဒီတော့ကဓမ္မကိုတခါတည်းကယမကိုပြောဟဲ့ငါတရားသွားခြင်းတော့မကြောင်းသွားတော့ငါအတွက်ကိုမမြောက်ဘူးနဲ့နင်းကျွဲတွေနွားတွေလည်းရှိတယ်လေတွေလည်းရှိတယ်မှန်ပါနင်းလုတ်ခိုင်စားမှန်ပါဗျာတော့ပဲဆိုတဲ့ဥစ္စာကျွဲနွားလှဲရှိရင်ပြီးတာပဲတကယ်ကြီးမှန်ပါလေလုတ်စားပြီးတာပဲလေလည်းရှိတာပဲအဲ့ဒီတော့လေတွေလည်းရှိတယ်ကျွဲတွေလည်းရှိတယ်နွားတွေလည်းရှိတယ်အစုံရှိတဲ့ဥစ္စာနင်းလေလုတ်စားတော့ငါ့ကိုမမြောက်ဘူးနဲ့ဒီလိုမှနင်းမနေနိုင်လို့ရှိရင်နောက်အိမ်အောင်ပြုတ်မှန်ပါဗျာငါမမြောက်ဘူးနဲ့လာပြီးပြုတ်မယ်ဆိုပြုတ်နိုင်တယ်မှန်ပါငါကြောက်သွားတော့မယ်ငါမမြောက်ဘူးနဲ့ဆိုရင်တောကကယမပါပယ်တယ်မှန်ပါဗျာကြောက်သွားပြီးတော့အဲ့တော့ဥပဇင်းဖောက်တဲ့ကြောက်သွားပြီးတော့တခါတည်းကိုတခါကြီးသံဃာတော်အရှင်မြတ်များရှိကိုဥပဇင်းအာနိသင်ဆရာကယောတရားသာသနာသွားပြုတယ်တခါကြီးမှန်ပါဗျာကြောက်ဆောင်ထားခဲ့တဲ့ဥပဇင်းကိုအရှင်ဘုရားတပည့်တော်နဝေကသီလပေးပါဥပဇင်းကျင့်တော့ကသီလကိုအရင်စင်ကြယ်အောင်တခါတည်းကိုသီလခံလိုက်မှန်ပါနဝေကသီလကိုယ့်ရဲ့ယူပလိုက်မှန်ပါယူလိုက်ပြီးအဲ့ဒီလိုကျင့်တော်တာပဲတခါကြီးမှန်ပါဗျာဥပဇင်းကျင့်တော့ကသံဝေကဖြစ်ပြီးကျင့်တာပါမှန်ပါထိန်တံပြီးကျင့်တဲ့တရားပါမှန်ပါဗျာခရမ်းမြို့ကြီးလာဟောမယ်ဆိုတဲ့စိတ်မဖြစ်ဘူးမှန်ပါဗျာခရမ်းမြို့ကြီးလာပြီးတရားပြမယ်လို့စိတ်မဖြစ်ဘူးမှန်ပါဗျာရန်ကုန်မြို့ကြီးတရားဟောမယ်လို့ဒီစိတ်မဖြစ်ဘူးမှန်ပါဗျာနေလေးရလှဲ့ဟောမယ်လို့စိတ်မဖြစ်ဘူးမှန်ပါဗျာသာတလုံးမှမတတ်လို့မှန်ပါဗျာဒီစိတ်တွေမဖြစ်ဘူးမှန်ပါဗျာသီလကို၅ ပါးသီလမပေးတတ်လို့မှန်ပါဗျာ7 ပါးသီလအခုတည်းမပေးတတ်ဘူးမှန်ပါဗျာ၅ ပါးသီလအခုတည်းမပေးတတ်ဘူးမှန်ပါဗျာဒါကြောင့်မလို့ပေးတတ်တဲ့အာနိသင်ထေကြီးဝါကြီးပရိယ6 ချားတဲ့ပညာရှင်သုခမေကြီးတွေထေကြီးတွေပါတယ်မှန်ပါဗျာထေကြီးတွေတပည့်ခံပြီးတော့ဥပဇင်းကဒီမဲ့ထေကြီးတွေကိုဥတိုက်ပြီးတော့ဥပဇင်းဆရာအာနိသင်တွေကိုအခုခမုံဆရာတော်တို့ဘီလင်းဆရာတော်တို့နောက်ပြီးတော့အလူဆရာတော်တို့နောက်ပြီးတော့ရွှေရင်တုံဆရာတော်တို့ကြာကူဆရာတော်တို့6 ထပ်ကြီးဆရာတော်တို့ဥပဇင်းအာနိသင်ဆရာတော်ကြီးတွေဖြစ်ပါပြီလို့မှန်ပါဗျာပြီးတော့ပေါ်တင်ဆုံးမတဲ့ဩဝါဒဆရာကြီးတွေပါလို့မှန်ပါဗျာသီလမှာမပေးတတ်တဲ့စာတလုံးပေတလုံးမှာမတတ်တဲ့ပုဂ္ဂိုလ်ပဲမှန်ပါဗျာဖယားသိတဲ့အမိတွေကိုပညာနဲ့မသိလို့မှန်ပါဗျာဖယားသိတဲ့အမိတွေကိုမှန်ပါဗျာအဲ့ဒီအမိတွေမသိလို့ဆရာတော်သမတော်ကြီးတို့ပရိယပညာရှင်ပုဂ္ဂိုလ်ကြီးတွေသိတဲ့ပုဂ္ဂိုလ်ကြီးတွေရှေ့ကိုဦးစင်းကရိုသေကိုက်ညွတ်ပြီးတော့ရှေ့ကတင်ပါတယ်မှန်ပါဗျာနော်ဦးစင်းအခုအတိတ်ကပြုတာတော့ပြောတာနော်မှန်ပါဗျာဦးစင်းခရမ်းလာပြီးသာရာပြုမယ်လို့လည်းမရှိဘူးမှန်ပါဗျာတရားပြမယ်လို့လည်းဒီစိတ်မဖြစ်ဘူးမှန်ပါဗျာအဲ့ဒီတော့ဦးစင်းအတိတ်ကသာဝေကတရားတွေဖြစ်ပြီးကျင့်တာတကကြီးမှန်ပါဗျာကဲကျင့်စဉ်နဲ့တကားတော့သဘောပေါက်အောင်သမထကဘယ်လိုဝိပဿနာကဘယ်လိုကံရဲ့ဉာဏ်ရဲ့ပညာရဲ့မှန်ပါဗျာကံလားဉာဏ်လားနလားရှိနော်မှန်ပါဗျာအဲ့ဒီတော့ကံစာဉာဏ်မှန်ပါဗျာနော်အဲ့ဒီတော့သမထရဲ့ဝိပဿနာရဲ့မှန်ပါဗျာအဲ့ဒီတော့တချို့ပြောတာရှိတယ်တကယ်ကြီးမှန်ပါမရှိတော့ဘူးသမထလည်းသမထမှမသိဘူးဝိပဿနာမှလည်းမသိမှန်ပါဗျာမသိတော့ဟာဟိုကသမထပါကွာကိုကတော့ဘာလဲလို့ကိုကသိတယ်လို့နဲ့မှန်ပါဗျာအဲ့ဒီတော့ဒီလိုဗျာပဒါမပြောကြပါနဲ့နော်မှန်ပါဗျာပြောလို့ရှိရင်မှန်လို့ရှိရင်တော့ဟုတ်ကဲ့မမှန်မဲနဲ့ရန်တန်ပန်တန်ပြောလိုက်ပြီဆိုလို့ရှိရင်အမှန်သိနေတဲ့ပုဂ္ဂိုလ်ကိုအမှားပြောလိုက်ပြီဆိုရင်ကာယကမှုတွေမဖြစ်ပြီဘူးလားဖြစ်ပါတယ်ဗျာအဲ့ဒီတော့ရန်တန်ပန်တန်ပြီးပြောတာကပုရုဇဉ်မှန်ပါဗျာပြစ္ဆုတ်ပံသူများအတိတ်အနာကမရှိလို့ပြစ္ဆုတ်ပံလေးကိုသိနေတာကအရိယာမှန်ပါဗျာပုရုဇဉ်ကပြောတာကအတိတ်နဲ့အနာကမှန်ပါဗျာအဲ့ဒီတော့တက္ကကြီးအတိတ်နဲ့အနာကလွတ်ဖို့အရေးကြီးတယ်တက္ကကြီးနော်မှန်ပါဗျာအဲ့ဒီတော့တက္ကရာကမမြဒီညအဖို့မှာသေးသေးချာချာညက်ပြင်ကကြတော့ဒီမဲ့သေးသေးချာချာကိုတခါအဖို့ဟောမယ်
ဒီညတော့ဥပဒေကအလုတ်သမားအလုတ်လုံးမှကြိုက်တာနော်အလုတ်လုံးဖို့ကဒီညတော့လုတ်ပုံလုံနည်းလုတ်ွက်ကလေးသမထကဘယ်လိုဝိပဿနာကဘယ်လိုကံကဘယ်လိုညာကဘယ်လိုပညာကဘယ်လိုဆိုတော့ကံရဲ့ညာရဲ့ပညာရဲ့သုံးမျိုးသိရအောင်ဟာကိုတခါတည်းကိုဒီမဲ့သဘောပေါက်အောင်ကိုစိတ်တွေဟောမယ်မှန်ပါဗျာနော်ဥပဒေကျင့်လာတယ်တခါကြီးမှန်ပါဗျာကျင့်လာတဲ့အချိန်ကစိတ်ကိုကြည့်ရမယ်လို့ခမုံဆရာတော်ဘုရားကြီးကဟောတယ်မှန်ပါဗျာကိုယ်စိတ်ကိုကြည့်နေတခါကြီးမှန်ပါဗျာကနဦးဟာစိတ်ကလေးကဘရောက်ပြတဲ့စိတ်ကလေးတခါကြီးမှန်ပါဗျာထွက်ခြင်းလို့ထွက်နေတဲ့စိတ်မှန်ပါဗျာမျက်စိပေါက်ကလည်းထွက်ခြင်းလို့ထွက်နားပေါက်ကလည်းထွက်ခြင်းလို့ထွက်နှာခေါင်းပေါက်ကလည်းထွက်ခြင်းလို့ထွက်လျှာပေါက်ကလည်းထွက်ခြင်းလို့ထွက်ကိုယ်ပေါက်ကလည်းထွက်ခြင်းလို့ထွက်မနှောပေါက်ကလည်းထွက်ခြင်းလို့ထွက်တကား6ပေါက်ကထွက်ခြင်းလို့ထွက်နေခြင်းလို့နေတဲ့စိတ်မှန်ပါဗျာအဲ့ဒီစိတ်ကလေးငြိမ်အောင်လို့တခါတည်းကိုထိမ့်သိမ့်လိုက်ဘာနဲ့ထိမ့်သိမ့်လိုက်တယ်လဲလို့ဆိုလို့ရှိရင်တခါကြီးဖယားကအာနာပါနသတိဝါယောဓာတ်ဤသဘောတရားဝါယောယုတ်ဤသဘောတရားကိုဖယားရှုသွားတာတခါကြီးဝါယောမှန်ပါဗျာအာနာပါနသတိမဟုတ်လားမှန်ပါဗျာဖယားအဆူဆူတွေပွင့်သွားတာဘာတရားနဲ့လဲတဲ့သတိယူသွားတာဝါယောမှန်ပါဗျာအာနာပါနသတိမှန်ပါဗျာနော်အာနာပါနသတိနဲ့တွားလို့ဖယားတွေဖြစ်ပြီးတော့နိဗ္ဗာန်ဝယ်ကုန်ပြီမှန်ပါဗျာဥပဒေလည်းပဲအဲ့ဒီတော့သတိပဋ္ဌာန်တရား၄ပါးပဲလိုက်ပြီတကကြီးမှန်ပါဗျာကာယသတိဆိုတာစိတ်ကလေးကိုအာနာပါနသတိကိုယူလိုက်တယ်ငြိမ်အောင်လို့မှန်ပါဒီစိတ်ကလေးဘဲမှမသွားအောင်လို့ဘာလို့သိလိုက်လဲတဲ့သမထယူလိုက်မှန်ပါဗျာထွက်ထားလေသည်ဝင်ထားလေသည်ထွက်ထားလေသည်ဝင်ထားလေသည်အဲ့ဒါသမထမှန်ပါဗျာထွက်ထားလေသည်ဝင်ထားလေသည်ဒါလေးသည်လားသမထပေါ့မှန်ပါဗျာဝိပဿနာမဟုတ်သေးဘူးမှန်ပါစိတ်ကလေးငြိမ်အောင်လို့ပေးတာမှန်ပါဘယ်မှမပြေးအောင်လို့ငြိမ်အောင်လို့ယူလိုက်တယ်ဥပဒေယူတာပြောတာမှန်ပါဗျာထွက်ထားလေသည်ဝင်ထားလေသည်ထွက်ထားလေသည်ဝင်ထားလေသည်သိရောတကကြီးမှန်ပါဗျာထွက်ထားသည်ဝင်ထားသည်ဆိုတော့တကကြီးကြာထိုင်မှများလာတဲ့အချိန်ခါကျအောက်ကအမှန်နဲ့ကိုယ်နဲ့တွေ့တဲ့အချိန်ခါဝေဒနာတွေဖြစ်တယ်မှန်ပါဗျာဝေဒနာတွေဖြစ်လာတဲ့အချိန်ခါကျတော့ထွက်ထားသည်ဝင်ထားသည်နေတဲ့နန္တရားမနေနိုင်တော့ဘူးမှန်ပါဘယ်ပြောင်းသွားတဲ့ဝေဒနာသွားသည်မှန်ပါဗျာကိုထားလို့မရမှန်ပါပါနာဒီဝတကားကနေပြီးထွက်ထားသည်ဝင်ထားသည်နေတဲ့နာဟာအဲ့ဒီသိနေတာကာယသတိမှန်ပါမှန်ပါဗျာအခုကြာထိုင်မှများလာတော့ဝေဒနာသူ့သဘောနဲ့သူပြောင်းပြီးသွားပြီးသိလိုက်တာကဝေဒနာသတိမှန်ပါဗျာဝေဒနာသတိပြောင်းသွားမှန်ပါကိုကမလုပ်ရပါဘူးမှန်ပါကိုကလုပ်ရင်အတ္တမှန်ပါဗျာအတ္တမဖြစ်ဘူးလားဖြစ်ပါဗျာဘုရားကသဘောလိုက်တယ်မှန်ပါသဘောဟုတ်မှလောကုတ်တယ်မှန်ပါဗျာအဲ့ဒါသေသေးချာချာဒီကနေ့ဝိပဿနာတွေမိုးတွေရွာတော့အဲ့ဒါသေသေးချာချာသမထကပဲလို့ဝိပဿနာကပဲလို့ကံကဘယ်လိုညာကဘယ်လိုပညာကဘယ်လိုဆိုတဲ့ဥစ္စာကိုသဘောတွေတင်ပြီးတော့ကျင့်လဲကျင့်တတ်အောင်ကိုနောက်ကိုလူလိန်နေအတုတွေအယောင်တွေဖြစ်မှာဆိုလို့ဒီလာရောက်တဲ့ဒကာတော်မတွေသေသေးချာချာစိတ်တွေပြင်ပေးမယ်မှန်ပါဗျာသေသေးချာချာသဘောတာမှန်ပါနော်အကျင့်တွေကနေပြီးတော့ဥပဒေကျင့်နေတာပြောတာနော်မှန်ပါဗျာစိတ်ကိုပြုတ်ပြင်ပြီးဒကာကြီးမှန်ပါဗျာအစ္ဆဒသန္နကကြာထိုင်မှများလာတော့ဘုရားကဟောတယ်ဒကာကြီးပထဝီဓာတ်အာဘောဓာတ်တိသောဓာတ်ဝါယောဓာတ်မှန်ပါဗျာဓာတ်ကြီးလေးပါတက်လာမှန်ပါဘာရီတက်လာတယ်ပေါ်ပြလိုက်တာကဓာတ်မှန်ပါဗျာဝေဒနာကနာမှန်ပါဗျာပေါ်လာပြီတခါကြီးလည်းဦးတော့သိသေးလားမသိဘူးဘယ်လိုရှုဖို့ရှုနေလဲတဲ့သမထဖြစ်နေတာမသိသေးဘူးတခါကြီးမှန်ပါဗျာတင်းတာပေါ်လာတယ်တခါကြီးမှန်ပါတင်းတာပေါ်လာငါနှာသီးဝတင်းထွက်တယ်ဝင်တယ်ထွက်တယ်ဝင်တယ်လို့သိခိုင်းကြတာအခုမနေတော့သူသဘောကဒီပြောင်းသွားပါလားပြောင်းသွားတဲ့စီကိုသဘောကိုလိုက်မင်းတင်းတာပေါ်လာတော့တင်းတယ်လို့နာသွားသိနေပြီတင်းတယ်လို့သွားသိတော့အဲ့တော့တင်းတာအစကိုမသိထားမင်းဒီအလေကိုလည်းသိထားအဆုံးကိုလည်းမသိထားဆိုပြီးတော့တင်းတာအစနဲ့တင်းတာအလေတင်းတဲ့အဆုံးကိုဆုံးအောင်သိခိုင်းမပြင်းမဲနဲ့ဆုံးလာလိုက်တော့တခါတည်းတင်းတာပေါ်လာရင်တင်းတာအစတင်းတာလည်းတင်းတဲ့အဆုံးစိတ်ကိုဒီသုံးစိတ်တည်းထားဒီဝေဒနာပေါ်ဒီသုံးစိတ်တည်းထားထုံတာပေါ်လာတော့ထုံတာအစားထုံတာလည်းထုံတဲ့အဆုံးဒီသုံးစိတ်ကလေးကြိုက်လာတာပေါ်တော့ကြိုက်တာအစားကြိုက်တာလည်းကြိုက်တဲ့အဆုံးကြက်တာပေါ်လာတော့ကြက်တာအစားကြက်တာလည်းကြက်တဲ့အဆုံးယိုကြလာတော့ယိုကြတာအစားယိုကြတာလည်းယိုကြတာအဆုံးပူတာပေါ်လာတော့ပူတာအစားပူတာလည်းပူတာအဆုံးအေးတာပေါ်လာတော့အေးတာအစားအေးတာလည်းအေးတဲ့အဆုံးလှုပ်တာပေါ်လာတော့လှုပ်တာအစားလှုပ်တာလည်းလှုပ်တာအဆုံးဝေဒနာပေါ်မှာစိတ်ကလေးကသုံးစိတ်တည်လားမှန်ပါဗျာမတည်ဘူးလားတခါကြီးအစနဲ့အလယ်နဲ့အဆုံးဆိုတော့သုံးစိတ်ဖြစ်မှန်ပါဗျာအစလည်းသိလိုက်တယ်အလယ်လည်းသိလိုက်တယ်အဆုံးလည်းသိလိုက်တယ်ဝေဒနာပေါ်မှာသုံးစိတ်သိမနေဘူးလားသိပါဗျာသိနေပြီနော်အဲ့ဒါတင်တာအစတင်တာလည်းတင်တယ်အဆုံးသိနေတာအဲ့ဒါဘာလဲဆိုတော့ဝိပဿနာမဟုတ်သေးဘူးမှန်ပါဗျာကြီးစွာတော့သမထကြီးမှန်
ဒီလိုသိနေလို့ဝိပဿနာများမထင်နဲ့ကြီးစွာသောသမထဝိပဿနာနဲ့နိကတဲ့သမထစိတ်တွေခွဲခြင်းလို့နော်ဥပဒေရှင်းလာတာတွေပြောမှာစိတ်ကလေးကိုဝေဒနာပေါ်မှာတီအောင်ယူလိုက်တဲ့သုံးစိတ်ကိုတင်နာစာတင်နာလည်းတင်တဲ့အဆုံးစိတ်ကလေးဒီဝေဒနာပေါ်ဓာတ်ကြီးလေးပါးကသူ့တက်လာလွတ်တက်ပြီးတခါတည်းဖြစ်လာတာဖြစ်လာတော့ဝေဒနာပေါ်မှာစိတ်ကလေးတီးလာတီးလာတဲ့အချိန်ကတခါကြီးတင်နာစာတင်နာလည်းတင်တဲ့အဆုံးဝေဒနာပေါ်မှာတီးလာတော့ဗဟိတကြပြန်တော့တခါကြီးဘာတီးနေလဲတဲ့မြင်လိုက်တဲ့အချိန်ကမိမ့်မမြင်လိုက်တဲ့အစာမိမ့်မမြင်တဲ့အလဲမိမ့်မအဆုံးအတန်းပေါ်လာပြန်တဲ့အစာအတန်းလည်းအတန်းအဆုံးသမထကြီးအနတ်ပေါ်လာရဲ့အနတ်အစာအနတ်လည်းအနတ်အဆုံးစားလိုက်ကြရတာလဲချိုးတာအစာချိုးတာလည်းချိုးတာအဆုံးအစ္ဆတသဏ္ဍာန်ကလည်းတင်းတာအစာတင်းတာလည်းတင်းတဲ့အဆုံးမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အခါကောင်းတာအစာကောင်းတာလည်းကောင်းတဲ့အဆုံးဆိုးတာအစာဆိုးတာလည်းဆိုးတဲ့အဆုံးဗဟိတလည်းအစနဲ့အလည်းနဲ့သုံးစိတ်ဖြစ်အစ္ဆတသဏ္ဍာန်ကဝေဒနာပေါ်မှာသုံးစိတ်ဖြစ်တော့ဗဟိတလည်းဒုက္ခဝေဒနာပေါ်မှာသုံးစိတ်ဖြစ်အဲ့ဒါကြီးစွာသောသမထဝိပဿနာတလုံးမှမဟုတ်ဘူးအဲ့ဒါတချို့ကတော့မြင်တာသိလို့သမထဝိပဿနာထဲနေကြီးစွာသောသမထနောက်ကိုမှတ်ထားကြခါရမျိုးကတရားဓမ္မသမထနဲ့ဝိပဿနာခွဲရလို့နော်မသိလို့ခွဲတာမဟုတ်ဘူးခရမျိုးကြီးကိုသိလို့လာခွဲတာတရားလေခန္ဓာကိုယ်ကစိတ်တွေကိုကုန်းစရာသိလို့လာပြီးတော့ဟောတာပြတာမသိလို့လာပြတယ်လို့တော့မထင်နဲ့သိလို့လာပြတာဒကာကြီးကိုကျင်းတဲ့တရားကိုသိတယ်ဒကာကြီးအိမ်ဒကာကြီးကုန်းစရာမသိဘူးလားသိပါတယ်ဗျာဟဲ့ဒကာကြီးအိမ်ကသမီးလေးစိတ်ကိုမသိဘူးလားသိပါတယ်ဗျာဒကာကြီးအိမ်ကပစ္စည်းဘယ်လောက်ရှိတယ်ဆိုတာမသိဘူးလားသိပါတယ်ဗျာဝိပဿနာတရားဆိုတာအဲ့ဒီလိုသိတာမှန်ပါဗျာနော်ဒီလိုသိမှတရားပြလို့ကောင်းတာမှန်ပါဗျာဒီလိုမှမသိဘဲနဲ့ကိုယ်စိတ်မှကိုမသိဘဲနဲ့သူများစိတ်တွေပြင်ပေးလို့ရပါမလားမရပါဘူးဗျာအဲ့ဒါဒကမာကြီးတွေခမုံဆရာတော်ကကိလေသာအလှလားခန္ဓာဆိုတာအဲ့ဒါအခုကိလေသာအလှခံမလို့မှန်ပါဗျာကိလေသာလက်ကနေပြီးတော့အခုအလှခံတော့မယ်မှန်ပါဗျာခမုံဆရာတော်ကအကြောင်းဟောတော့ဥပဒေအကျိုးတရားဟောရတယ်တကယ်နော် तू ကအကြောင်းခေါ်တော့ဥပဒေအကျိုးတရားဟောမှာ तू ကအကျိုးတရားဟောဥပဒေအကြောင်းဟောမှာဟောကျင်တာဟော तू ကဘာဟောဥပဒေကအကျိုးဟောမယ် तू ကယုံနာဟောရင်ဥပဒေဝေဒနာဟောမယ် तू ကဝေဒနာဟောရင်ဥပဒေကခန္ဓာ၅ပါးဟောမယ် तू ကခန္ဓာ၅ပါးဟောရင်အကြောင်းကျိုးဟောမယ် तू ကအကြောင်းကျိုးဟောလို့ရှိရင်ဥပဒေကဘာသာလို့ပဋိစ္စသမုပ္ပါဟောမယ်မှန်ပါဗျာသလောကလုံးယုံနဲ့နာမရှိတာပဲဟောလို့မကုန်နိုင်ပါဘူးမှန်ပါဗျာနော်အဲ့ဒီတကကြီးသုံးစိတ်စီးသွားရောတကကြီးမှန်ပါဗျာသုံးစိတ်စီးမတော့ဘူးလားစီးသွားပါရဲ့ဣသတသဏ္ဍာန်ကသုံးစိတ်စီးသွားတော့ဗဟိတလည်းသုံးစိတ်ဖြစ်နေပြီစိတ်ကလေးငြိမ်မသွားဘူးလားငြိမ်ပါပါဒီသုံးစိတ်ဖြစ်သွားပြီသုံးစိတ်ဖြစ်သွားတော့အဲ့တော့ဒီသုံးစိတ်ကများတယ်တကကြီးသမထကြီးဖြစ်နေတာနော်ဝိပဿနာတလုံးမှမဟုတ်သေးဘူးတင်နာစာတင်နာလည်းတင်တဲ့အဆုံးထုံနာစာထုံနာလည်းထုံတဲ့အဆုံးဗဟိတမြင်လိုက်ပြန်တယ်မျက်စိနဲ့မြင်လိုက်တာအစနဲ့အလယ်နဲ့အဆုံးသုံးစိတ်ပဲအစပေါ်မှာလည်းအစနဲ့အလယ်နဲ့သုံးစိတ်တကား6ပေါက်အာယုံကအာယုံ6နဲ့တက်ခဲ့သုံးစိတ်ဖြစ်နေမှန်ပါဗျာဒီကလေးသုံးစိတ်ကြီးငြိမ်မသွားဘူးလားကြီးငြိမ်ပါပါဗျာခန္ဓာတွေကဝေဒနာပေါ်မှာသုံးစိတ်ကြီးမသွားဘူးလားကြီးပါပါဗျာကြီးသွားတဲ့အချိန်ခါကျတော့တကားကြီးဒီသုံးစိတ်များတယ်တကားကြီးမှန်ပါပါဗျာခလဲစိတ်ချုပ်ပြလိုက်မှန်ပါပါဘယ်လိုသိလဲတဲ့တင်နာပေါ်လာရင်တင်နာစာနဲ့တင်နာဆုံးမှန်ပါခလဲစိတ်ရှိသေးလားရှိပါပါဗျာချုပ်ပြလိုက်ပြီချုပ်လိုက်ဗျာထုံနာပေါ်လာရင်ထုံနာစာထုံနာဆုံးနှစ်စိတ်ခုနကတော့သုံးစိတ်အခုနှစ်စိတ်ကြောက်လိုက်နှစ်စိတ်ကြောက်လိုက်ကြိုက်တာပေါ်လာရင်ကြိုက်တာစာကြိုက်တာဆုံးနှစ်စိတ်ပဲသိမှန်ပါကြက်တာပေါ်လာတော့ကြက်တာစာကြက်နာဆုံးကြတာစာကြက်တာဆုံးပူရာပေါ်လာတော့ပူရာစာပူရာဆုံးအေးတာပေါ်လာတော့အေးတာစာအေးတာဆုံးလှုပ်တာပေါ်တော့လှုပ်တာစာလှုပ်တာဆုံးနှစ်စိတ်ဖြစ်မနေဘူးလားသုံးစိတ်ဖြစ်သေးလားဖြစ်ပါဘူးဗျာတစ်စိတ်ကျုပ်သွားပြီနှစ်စိတ်ကြံနေနှစ်စိတ်ကြံနေတော့အဲ့တော့ဗဟိတကြည့်လိုက်နှစ်စိတ်ဖြစ်မြင်တာစာမြင်တာဆုံးကြားတာစာကြားတာဆုံးနာနာစာနာနာဆုံးစားတာစာစားတာဆုံးထိတာစာထိတာဆုံးသိတာစာသိတာဆုံးနှစ်စိတ်ဖြစ်နှစ်စိတ်ဖြစ်နေတဲ့အချိန်ခါကျတော့သိပြီတခါကြီးအဲ့ကြီးစွာတော့သမထကြီးဝိပဿနာမဟုတ်သေးဘူးမှန်ပါဗျာကဲခန္ဓာတွေကတင်းတာအစနဲ့တင်းတာဆုံးမှန်ပါဒီနှစ်စိတ်ကပြောင်းတော့မယ်တခါကြီးသမထနဲ့ဝိပဿနာပြောင်းတော့မယ်မှန်ပါဗျာဒကာဒကမတွေလူလိန်ခါရမှာဆိုလို့ခရမ်းမြို့ကြီးကဒကာဒကမတွေလာပြီးတော့ဒီမဲ့သမထနဲ့ဝိပဿနာနဲ့ခွဲပေးတာမှန်ပါဗျာတင်းတာအစတင်းတာအဆုံးသိလို့သမထမှန်ပါဗျာကဲသမထကနေပြီးဝိပဿနာနဲ့သမထနဲ့ဝိပဿနာပြောင်းတော့မယ်မှန်ပါသိပြီပါဗျာနော်ကံကနေပြီးညာပြောင်းတော့မယ်တခါကြီးမှန်ပါဗျာကံကနေပြီးညာတော့သ
သမထဆိုတာကကံအခုဉာဏ်ပြောင်းတော့မယ်သမထနဲ့ဝိပဿနာပြောင်းတော့မယ်ဘယ်လိုပြောင်းမလဲတဲ့သိပြင်းပြီတင်းနာစတင်းနာအဆုံးသဘောကြည့်ဝေဒနာပေါ်မှာတိုင်းကြီးခံနေတဲ့သမာဓိရနှလုံးသွင်းပြီးဖြစ်နေတဲ့သမာဓိကောင်းလာတဲ့အချိန်ခါကျဒီပေါ်မှာကြည့်ဘာကြည့်လဲဖြစ်လာတဲ့သဘောတရားပြက်သွားတဲ့သဘောတရားဒါကိုကြည့်တကယ်ရှိတာကတင်းနာစတင်းနာအဆုံးမဟုတ်ပါလားဖြစ်လာတဲ့သဘောတရားသဘောကိုကြည့်ဖြစ်လာတဲ့သဘောတရားပြက်သွားတဲ့သဘောတရားရဲ့ပါလားခန္ဓာကိုယ်ကနေပြီးတော့တင်လာပြန်တော့လဲဖြစ်တဲ့သဘောပြက်တဲ့သဘောနှစ်စိတ်ချင်းပြောင်းလိုက်တယ်မှန်ပါဗျာဟိုနှစ်စိတ်ကတင်းနေမှာဟိုတကကြီးမှန်ပါဗျာတင်းတာအစတင်းတာအဆုံးကနေပြီးဖြစ်သဘောနဲ့ပြက်သဘောကိုစိတ်ချင်းပြောင်းလိုက်တယ်နှစ်စိတ်ချင်းပြောင်းလိုက်တယ်ဖြစ်လာတဲ့သဘောပြက်တဲ့သဘောတင်းလာပြန်တော့လဲဖြစ်တဲ့သဘောပြက်တဲ့သဘောတောင်းလာပြန်တော့လဲဖြစ်တဲ့သဘောပြက်တဲ့သဘောထုံလာပြန်တော့လဲဖြစ်တဲ့သဘောပြက်တဲ့သဘောကျင်းလာပြန်တော့လဲဖြစ်တဲ့သဘောပြက်တဲ့သဘောကြိုက်လာပြန်လဲဖြစ်တဲ့သဘောပြက်တဲ့သဘောကြက်တယ်လာပြန်လဲဖြစ်တဲ့သဘောပြက်တဲ့သဘောပူတယ်လာပြန်လဲဖြစ်တဲ့သဘောပြက်တဲ့သဘောအေးလာပြန်လဲဖြစ်တဲ့သဘောပြက်တဲ့သဘောလှုပ်လာပြန်လဲဖြစ်တဲ့သဘောပြက်တဲ့သဘောဖြစ်သဘောပြက်သဘောဖြစ်လာတဲ့သဘောတရားလေးပြက်တဲ့သဘောတရားလေးကိုယ်တော်ကတင်းတာအစတင်းတာအဆုံးရှိသေးလားမရှိပါဘူးဗျာဖြစ်တဲ့သဘောလေးသိလိုက်တာကသမထမှန်ပါဗျာအပြည့်သဘောလေးသိလိုက်တာဝိပဿနာမှန်ပါဗျာသမထနဲ့ဝိပဿနာဖြစ်မနေဘူးလားဖြစ်နေပါဗျာဗဟိတကြည့်လိုက်ပြန်တယ်ဖြစ်တဲ့သဘောပြက်တဲ့သဘောကြားလိုက်တဲ့အတန်လည်းဖြစ်တဲ့သဘောပြက်တဲ့သဘောနာလိုက်တဲ့အနံလည်းဖြစ်တဲ့သဘောပြက်တဲ့သဘောစားလိုက်တဲ့ရတာလည်းဖြစ်တဲ့သဘောပြက်တဲ့သဘောထိလိုက်တဲ့အတွေ့လည်းဖြစ်တဲ့သဘောပြက်တဲ့သဘောသိလိုက်တဲ့ဓမ္မလည်းဖြစ်တဲ့သဘောပြက်တဲ့သဘောနှစ်သိဖြစ်မသွားဘူးလားဖြစ်နေပါပြီဖြစ်တဲ့သဘောလေးမျက်စိကဖြစ်တဲ့သဘောလေးမြင်လိုက်တာသမထပြက်တဲ့သဘောလေးသိလိုက်တာဝိပဿနာအဲ့ဒါသမထနဲ့ဝိပဿနာဆိုတာအဲ့ဒါမှန်ပါဗျာမြင်နေသိတယ်လို့ဆိုတာသမထအကြီးမှန်ပါဗျာအဲ့ဒါလူလိန်တွေတွေ့မှာဆိုလို့ဒါခရမ်းလာတဲ့တရားဓမ္မတွေသိတဲ့ချင်းတို့ပါမှန်ပါဗျာဥပဇင်စိတ်ကြီးပြောင်းလာပုံတွေကိုသိတဲ့ချင်းတို့လာပြီးတော့ဒီမဲ့အပင်မခံပြီးပြတာမှန်ပါဗျာဥပဇင်တို့ကဒီမဲ့လိုက်ပြီးဟောနေဥပဇင်တို့ဒီမဲ့ဂုံတွေပါတွေပေါ်တာမဟုတ်ပါဘူးဥပဇင်ကတရားသက်သက်ကြီးပြတာမှန်ပါဗျာအလှနဲ့ခံတာမဟုတ်ဘူးမှန်ပါဗျာဥပဇင်နောက်ကပေါ်တာသာသနာပြုတဲ့ပုဂ္ဂိုလ်တွေဒီမဲ့စိတ်စိတ်ကုန်တယ်တကကြီးအထက်မြန်မာပြည်ကြီးသွားတယ်ဒီမဲ့ကားဒီမဲ့12စီး73စီးလို့သွားတာမှန်ပါဗျာကားတစ်စီးကိုဆိုလို့ရှိရင်ဒီမှာဘယ်လောက်ကုန်လဲဆိုတော့2300ကုန်တာမှန်ပါဗျာ2300ကုန်လဲဆိုတစ်ခေါက်သွားလိုက်လို့ဆိုလို့ရှိရင်ဒီမှာ5000လောက်ကုန်လာမှန်ပါဗျာအဲ့ဒါနောက်ကဒကာဒကမတွေကဒီမှာအခုဒီကနေပြီးသုံးမကျွေးလို့ရှိရင်နောက်ကကျွေးမဲ့ဒကာတွေဒကမတွေပါတဲ့အဆင်းလဲမှန်ပါဗျာဒီမှာပါတယ်သုံးမကျွေးခြင်းနေတရားခံရင်လာပြမယ်မှန်ပါဗျာဒီမှာတရားသက်သက်ကြီးဥပဇင်ကမှန်ပါဗျာအဲ့ဒီတော့ဒါကြောင့်မလို့ဥပဇင်ကလာပြီးတော့ခရမ်းကဒကာဒကမတွေကိလေသာလာပြီးတော့ဒီမှာလက်ဖြတ်ခါတာအလူလားခါတာနော်အဲ့ဒါကိလေသာလူဆိုတော့ပြညာပြောတာမှန်ပါဗျာအယူမအတိမအမမားတွေပြောင်းအောင်လို့ဒကာကြီးဒိဋ္ဌိကိလေသာတွေကိုအလူခံပြစ်တာမှန်ပါဗျာနော်ဒိဋ္ဌိကိလေသာတွေအလူခံလိုက်လို့ဘာဖြစ်မလဲလို့ဆိုဒိဋ္ဌိကိလေသာပြုတ်သွားပြီဆိုရင်ဝိဇ္ဇာဉာဏ်ကြီးရကုန်မှာပေါ့မှန်ပါဗျာအဲ့ဒီတော့ခရမ်းကဒကာဒကမတွေဒိဋ္ဌိကိလေသာတွေလားအလူခံတာပါလို့မှန်ပါဗျာအဲ့တော့အလုခံပုံခံပြီးစိတ်တွေသဘောတွေကိုမှတ်ထားကြနော်အခုသမထနဲ့ဝိပဿနာဖြစ်ပြီဖြစ်ပါဗျာတင်နာပေါ်လဲဖြစ်တဲ့သဘောပြက်တဲ့သဘောတောင်းနာပေါ်လဲဖြစ်တဲ့သဘောပြက်တဲ့သဘောဗဟိတမြင်လိုက်ပြန်လဲမြင်လားမိမမမြင်ယောက်ျားမမြင်တော့ဘူးဖြစ်လာတဲ့သဘောတရားပြက်တဲ့သဘောတရားကြားလိုက်တဲ့အသံနဲ့ဖွေးဆံဝက်ဆံဒကမအသံလေးတွေကိုသာမကြားတော့ဘူးဖြစ်လာတဲ့သဘောတရားရဲ့ပြက်တဲ့သဘောတရားရဲ့နှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကမှုတဲ့သိနေလို့မရှိတော့ဘူးအနတ်တစ်ခုပေါ်လာလဲဖြစ်လာတဲ့သဘောတရားလေးရဲ့ပြက်တဲ့သဘောလေးရဲ့စားလိုက်တဲ့ရသားနဲ့ချိုးတဲ့ငါနဲ့စက်တယ်လို့မသိတော့ဘူးဖြစ်တဲ့သဘောပြက်တဲ့သဘောကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကဖြစ်တဲ့သဘောဖြစ်တဲ့သဘောမနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကလည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောသမထနဲ့ဝိပဿနာမှန်ပါဗျာနော်သမထနဲ့ဝိပဿနာဖြစ်မနေဘူးလားဖြစ်နေပါပြီဗျာသမထနဲ့ဝိပဿနာတော့ဖြစ်သွားပြီတခါကြီးနော်ခုနတုန်းကကံသက်သက်မှန်ပါကံနဲ့ဉာဏ်နဲ့တွဲမနေဘူးလားခုတွဲနေပါဗျာသမထကကံဝိပဿနာကဉာဏ်ကံနဲ့ဉာဏ်နဲ့တွဲမနေဘူးလားတွဲနေပါစိတ်ကြီးကိုပြောတာမှန်ပါဗျာစိတ်ကိုသိလို့ပြောတာမှန်ပါဗျာကိုယ်စိတ်ကိုသိမှသိတာမှန်ပါသူများစိတ်သိလို့မသိဘူးမှန်ပါဗျာဒါကြောင့်မလို့စိတ်တွေကိုယ်ဆောင်သိတယ်လို့ပြောတယ်မှန်ပါဗျာနော်ညပြင်ကညကျမှကိုယ်ဆောင်ပြောမယ်မှန်ပါဗျာနော်ဒီညတော့ဒီမှာတရားထိုင်ရအောင်ပါလေတရားကျိုးတွေကဟောနေတာဒါဒီကျိုးတွေတဲ့သင်ကူကြတယ်မှာဖွင့်ပြတယ်ဟိုကသံဃာတော်အရှင်မြတ်သီလရှင်တွေဒါတွေကိုဖွင့်ပြနေရမှာဘယ်ဒီပဲအရှင်ဘုရားခရမ်းသွားဟောတဲ့တရားကျိုးလေးတွေတပြည့်တော်နာမရသေးဆိုတော့သူတို့လည်းနာကျင်နေတာပေါ့တကရာဥပဇင်ကသတရင်ကျွတ်တဲ့ကထွက်နေရတဲ့ကြောင်းမှမနာရပဲအဲ့တော့ဒါကြောင့်မလို့ကျိုးခွေအလိုက်ဟောနေရတာတကရာဥပဇင်ကဟောလို့ရှိရင်ဒီမဲ့နင်လာကဟောကြတာတရားနဲ့ဘာသိနေချင်လို့နော်တချို့ပြောတယ်ဗျာတရားနဲ့ဟောတဲ့ဥစ္စာအမွေဒီကိုတော့
ဦးစင်ကဟောမိနေတဲ့တခါကျဲကျဲလာတယ် မှန်ပါဗျာ သမာဓိကတက်လာတော့ကျဲကျဲလာတယ်သဟာကအားကြီးကောင်းတာကိုသဟာကရှိတာကိုအဲ့တော့တချို့ကပြောတယ်တခါကြီးဒေါသကြီးနဲ့ဟောနေပါလားမသိတဲ့ပုဂ္ဂိုလ်စေရနာသဟာနဲ့ဟောနေမသိ မှန်ပါ စိတ်လည်းမသိဘူးဒေါသနဲ့ဟောတယ်လို့ပြောတယ်သိတဲ့ချိန်လုံးတော့ပါ မှန်ပါ စေရနာနဲ့ရတဲ့ချိန်လုံးတော့ပါ မှန်ပါဗျာ ကဲဒါကတခါကြီးကံနဲ့ညာဖြစ်မနေဘူးလား ရှင်းနေပါရှင်းပါဗျာ ကံနဲ့ညာတော့ကဲကံဖြုတ်ကြဆိုတခါကြီး မှန်ပါဗျာ သမထဖြုတ်ကြဆိုတခါကြီး မှန်ပါဗျာ စိတ်တွေပြင်ရဆို မှန်ပါ ကဲဖြစ်တဲ့သဘောတရားရဲ့ပြက်တဲ့သဘောတရားရဲ့နှစ်စိတ်ဟုတ်လား မှန်ပါဗျာ နှစ်စိတ်ကနေပြီးတော့ကဲဖြစ်တဲ့သဘောကိုဖြုတ်တော့ မှန်ပါဗျာ ကြည်သာမင်းနှစ်စိတ်ဖြစ်နေပြန်ပြီဖြစ်တဲ့သဘောမသိနဲ့ မှန်ပါ ဖြစ်တဲ့သဘောမသိဘဲနဲ့ဘာသိရမှာအပြက်တစ်ခုတည်းသိ မှန်ပါဗျာ ဖြစ်တဲ့သဘောကကတော့နှစ်စိတ်ဖြစ်တဲ့သဘောနဲ့ခရုဆိုင်နေရတယ်သမာဝါယမသမာသတိသမာသမာဓိသုံးဥသုံးပလဲဆိုင်ပြီးတော့ဒီမှာသိနေရ မှန်ပါ သမာဝါယမသမာသတိသမာသမာဓိသုံးဥသုံးပလဲဆိုင်ပြီးတော့တခါတည်းကိုဒီမှာသိနေရဝါယမစိုက်ပြီးတော့ဖြစ်တဲ့သဘောကိုလည်းသမာဝါယမသမာသတိသမာသမာဓိပြက်တဲ့သဘောကိုလည်းသမာဝါယမသမာသတိသမာသမာဓိသုံးဥဆိုင်ပြီးတော့တခါတည်းဒီမှာသိနေရ မှန်ပါဗျာ အခုဖြစ်တဲ့သဘောကိုမသိတော့ဘဲနဲ့တခါတည်းအပြက်သဘောတစ်ခုတည်းကိုသိခိုင်းလိုက် မှန်ပါ မြင်တင်လာတာလည်းပြက်တဲ့သဘောတောက်လာတာလည်းပြက်တဲ့သဘောထုံလာလည်းပြက်တဲ့သဘောအောက်လာလည်းပြက်တဲ့သဘောကြိုက်လာလည်းပြက်တဲ့သဘောကြက်လာလည်းပြက်တဲ့သဘောပူလာလည်းပြက်တဲ့သဘောအေးလာလည်းပြက်တဲ့သဘောဒီမှာပြက်တဲ့သဘောတစ်ခုတည်းဖြစ်နေတော့ဗဟိတပြမြင်လာလည်းပြက်တဲ့သဘောအလံကြားလိုက်လည်းပြက်တဲ့သဘောနားလိုက်လည်းပြက်တဲ့သဘောစားလိုက်တဲ့ရလာလည်းပြက်တဲ့သဘောထိလိုက်တဲ့အတွေ့လည်းပြက်တဲ့သဘောသိလိုက်တဲ့စိတ်ကလေးလည်းပြက်တဲ့သဘောလှမ်းသွားပြန်လည်းပြက်တဲ့သဘောယိုပြန်လည်းပြက်တဲ့သဘောပေါက်ပြန်လည်းပြက်တဲ့သဘောထိုင်ပြန်လည်းပြက်တဲ့သဘောဟိတ်လိုက်ပြန်လည်းပြက်တဲ့သဘောအပြက်တစ်ခုလည်းဖြစ် မှန်ပါဗျာ အဲ့ဒါဝိပဿနာရဲ့ပညာခေါ်တယ် မှန်ပါဗျာ ဒါမှပညာလို့ခေါ်တယ်ဝိပဿနာပညာ မှန်ပါဗျာ မဲ့ဒီဖို့ဝေးပါသေး မှန်ပါဗျာ မဲ့မဟုတ်သေးဘူး မှန်ပါ အပြက်သိနေတာနောင်ပြောင်းမယ် မှန်ပါဗျာ ပြက်တာကြီးသိနေပြီနော် မှန်ပါ နော်တလောကလုံးဟာပြက်အပြက်ကြီးဖြစ်တယ် မှန်ပါဗျာ မြင်တာလည်းပြက်တယ်ကြားတာလည်းပြက်တယ်နားတာလည်းပြက်တယ်စားတာလည်းပြက်တယ်စိတ်ကိုသမာဓိတီးပြီးအပြက်ပေါ်မှာတီးနေပြီ မှန်ပါ မြင်တာလည်းပြက်တယ်ကြားတာလည်းပြက်တယ်နားတာလည်းပြက်တယ်စားတာလည်းပြက်တယ်ထိတာလည်းပြက်တယ်သိတာလည်းပြက်တယ်ယိုတာလည်းပြက်တယ်ပေါက်တာလည်းပြက်တယ်ထိုင်တာလည်းပြက်တယ်အိတ်တာလည်းပြက်တယ်အပြက်တစ်ဖက်တည်းကိုတခါတော့အဲ့ဒါဝိပဿနာရဲ့ပညာခေါ်တယ် မှန်ပါဗျာ စိတ်တွေ မှန်ပါ ဖြစ်တဲ့သဘောတရားရှိသေးလား မရှိပါဘူးဗျာ အပြက်သဘောကြီးဖြစ်နေ မှန်ပါဗျာ အဲ့ဒါတလောကလုံးဘလဘွားဝိပဿနာခေါ်တယ် မှန်ပါဗျာ တလောကလုံးပြက် မှန်ပါ အပြက်မြင်တလောကလုံးပြက် မှန်ပါဗျာ ပြက်နေပြီမဟုတ်လား ရှင်းနေပါပြီဗျာ အဲ့ဒါမှဝိပဿနာပညာခေါ်တယ် မှန်ပါဗျာ သမထနဲ့ဝိပဿနာနဲ့ဒကာကြီးကိုကွဲပလား ဝဲပါပြီဗျာ ယောကလဥဒ္ဒဝါဒတင်းနာအစာတင်းနာအလဲတင်းနာအဆုံးသမထကြီး မှန်ပါဗျာ တင်းနာအစာတင်းနာအဆုံးသမထကြီး မှန်ပါဗျာ ဖြစ်လာတဲ့သဘောပြက်တဲ့သဘောဆိုတော့သမထနဲ့ဝိပဿနာ မှန်ပါဗျာ အဲ့ဒါဒကာဓမ္မတွေသိအောင်လို့ မှန်ပါမှန်ပါ နော်စိတ်တွေကိုသိအောင်လို့သိသိချာချာလူလိန်ခါရမှာဆိုလို့တင်ပေးတာ မှန်ပါ သဘောတွေတင်ဟောတာဘာသာလို့ဟောတာပါဠိလို့မရွတ်တတ်လို့ပါဗျရွတ်တော့ရွတ်ချင်တယ်ခမုံဆရာတော်ကခဏခဏရွတ်တယ်ပါဠိတွေရွတ်ချင်တော့သူရွတ်တော့ဦးစင်းကလည်းရွတ်ချင်တယ်တကကြီးရွတ်တော့လည်းမရွတ်တတ်ဘူး မှန်ပါ သူကပါဠိတွေရွတ်တာကိုပါဠိတွေရွတ်တော့ပါဠိတန်နေတော့နားထောင်လို့တော့ကောင်းတယ်နားထောင်လို့ကောင်းတော့ဘာမှမသိ ဒိတ်ပဲနားမလဲပါဘူးဗျာ နားတယ်လားတကကြီးတို့ မလဲပါဘူးဗျာ ငကိုတော့ကပါဠိတွေနားလာတယ် မှန်ပါ အခုလည်းပါဠိနားတယ် မှန်ပါ နောက်လည်းပါဠိနားအောင်ပါပဲ မှန်ပါဗျာ နော်သူပါဠိနားလို့လည်းအဲ့လိုယုံနာသိလို့လား မသိပါဘူးဗျာ အဲ့တော့တကကြီးအခုခေတ်ကြီးကတကကြီးရဲ့ရှေ့တော့ပြည့်ညက်တွေထွက်တယ်မဟုတ်လား မှန်ပါ စောက်ဒီဘာသာပြန်ပိဋကပုံကိုဘာသာတွေပြန်နေတယ်မဟုတ်လား မှန်ပါဗျာ သစ္စာလေးပါလည်းဘာသာပြန်တယ် မှန်ပါဗျာ အခုပိဋကသုံးပုံပြည့်ညက်လို့ဘာသာပြန်နေထွက်မနေဘူးလား ခက်နေပါလေဗျာ သစ္စာလေးပါလည်းအခုဘာသာပြန်ထွက်တယ် မှန်ပါဗျာ ရှေ့ကပြည့်ညက်သွားတယ်နောက်ကပရမသစ္စာလိုက် မှန်ပါဗျာ နော်သစ္စာလေးပါးကိုဘာသာလို့တခါတည်းခလေးရောလူကြီးရောကလမကြီးတွေရောတလုံရောအမေရိကန်ရောရုရှားရောကရင်တွေရောချင်းတွေရောအကုန်သိတယ် မှန်ပါဗျာ သဘောဒီလိုစိတ်ကလေးတွေပြောရင်မသိဘူးလား သိပါလေဗျာ နမောတတ္တဘဂဝတောတောကသံဃောဆိုတာပါဠိရောနေရ မှန်ပါဗျာ အဲ့ဒါတော့မသိဘူးဥစဉ်တော့မသိဘူး သိတော့လည်း တခါကြီးပြီလား သိပါဘူးဗျာ မသိဘူးမသိတာကောင်းတယ်သိနေခက်သေးတယ်ရွတ်နေဦးမှာ သိရရအောင် သိရင်ရွတ်နေဦးမှာနော် မှန်ပါဗျာ ကဲဝိပဿနာပညာတော့ဖြစ်ပြီ မှန်ပါဗျာ ကဲဝိပဿနာပညာကကဲဘုရားကဖြစ်ပြချုပ်ရမယ် မှန်ပါဗျာ ဖြစ်ပြချုပ်ရမယ်ဆိုတော့ဒီဖြစ်ပြချုပ်အောင်သင်္ခါရုပ္ပခဉာဏ်ရအောင်ကူအောင် မှန်ပါဗျာ ဉာဏ်စဉ်အထုတည်းလဲစောင့်ထဲကဉာဏ်ရွတ်ဖို့မလိုဘူး မှန်ပါဗျာ အခုကဉာဏ်စဉ်နေ မှန်ပါ ဉာဏ်ဖြစ်မသွားဘူးလား ရှင်းပါပါလေဗျာ ဝိပဿနာပညာဉာဏ် မှန်ပါ ဝိပဿနာပညာဖြစ်သွားပြီဝိပဿနာပညာသုံးပြီမဟုတ်လား မှန်ပါဗျာ အပြက်တစ်ခုတည်းဖြစ်နေပြီမဟုတ်လား မှန်ပါဗျာ အပြက်တစ်ခုတည်းဖြစ်လို့ချင်းဒီဖြစ်ပြနေကြီးချုပ်ရအောင်မယ် မှန်ပါဗျာ ဖြစ်ပြ
က်ချုပ်ရမယ်ဆို မှန်ပါဗျာ ဖြစ်ပျက်ကိုချုပ်အောင်ကဲကိုယ့်ဟာကိုကြည့် မှန်ပါဗျာ သဘောရှိပြီတခါကြီး မှန်ပါဗျာ ဘုရားကဇာဘိသင်္ခါရအနတ္တ မှန်ပါဗျာ အခုဇာဘိသင်္ခါရအနေစာဇာဘိသင်္ခါရဒုက္ခဇာဘိသင်္ခါရအနတ္တကြည့်ကြပြီတခါကြီး မှန်ပါဗျာ ဩဒီဖြစ်ပျက်နေကြီးကဘယ်နဲ့လဲအပြက်တစ်ခုတည်းဖြစ်နေပါလားသဘောကိုတခါပြန်ကြည့်ကြတယ် မှန်ပါ သဘောပြန်ကြည့်လိုက်တဲ့အချိန်ကရုပ်ဤသဘောကိုပြန်ကြည့် မှန်ပါဗျာ ရုပ်ဤသဘောဘယ်လိုပြန်ကြည့်လဲရုပ်အစဉ်ကြည့်ကြတင်လာလိုက်တောင်းလာလိုက်ထုံလာလိုက်ကျင်းလိုက်ခန္ဓာကိုအသေးစိတ်ပြီးသမာဓိကဝေဒနာသမာဓိရနေတာဟုတ် မှန်ပါဗျာ ဝေဒနာပညာလုပ်ပြီးဝေဒနာပညာဖြစ်ပြီးဝိပဿနာပညာဖြစ်ပြီး မှန်ပါဗျာ နော်တင်းတယ်ဆိုတဲ့ပညာရှိသေးလား မရှိပါဘူး တောင်းတယ်ဆိုတဲ့ပညာ မရှိပါ ပူ ဘူး တယ်အေးတယ်လှုပ်တယ်ရွာတယ်သိရတယ်ချမ်းသာတယ်ဆိုတဲ့ပညာ မရှိပါဘူးဗျာ ဝိဇ္ဇာဝိပဿနာဝိဇ္ဇာပညာဖြစ်မနေဘူးလား ရှိနေပါဗျာ ပညာတွေပယ်လိုက်ပြီမဟုတ်လား မှန်ပါဗျာ ပညာတစ်ခုလည်းဖြစ်မနေဘူးလား ရှိနေပါဗျာ အဲ့ဒီပညာအပြက်သိနေတဲ့ပညာကိုချုပ်အောင်လုပ်မယ် မှန်ပါဗျာ အဲ့ဒီအပြက်ချုပ်အောင်မယ်လို့ဘုရားဟောတာ မှန်ပါဗျာ ဘုရားဟောတာအပြက်နေကြီးကိုသိနေလို့ရှိရင်နောင်လည်းပြက်ရနေဦးမယ် မှန်ပါဗျာ အပယ်တော့မကြ မှန်ပါ ဒီလိုအပြက်သိနေအပယ်တော့မကြ မှန်ပါ နော်နိဗ္ဗာန်တော့မရသေး မှန်ပါဗျာ အဲ့တော့ဒီအပြက်ချုပ်အောင်မယ်တကကြီး မှန်ပါဗျာ အပြက်ချုပ်တော့ခန္ဓာကိုကြည့်ဘယ်လိုကြည့်လိုက်လဲဩကြည့်သားခန္ဓာထဲကငါပြက်တဲ့သဘောတရားကြီးသိနေတယ် မှန်ပါ ပြက်ချာရှိမပြက်တဲ့သဘောကဘာတော့ မှန်ပါဗျာ ခန္ဓာတွေးပြီ မှန်ပါဗျာ ပြက်ချာရှိလို့ရှိရင်မပြက်တဲ့သဘောရှိ မှန်ပါဗျာ မြင်တာရှိမမြင်တာရှိ မှန်ပါဗျာ ကြားတာရှိမကြားတာရှိနာတာရှိမနာတာရှိစားတာရှိမစားတာရှိထိတာရှိမထိတာရှိသိတာရှိမသိတာရှိဘာမသိတာအဝိဇ္ဇာမသိ မှန်ပါဗျာ ဝိဇ္ဇာသိ မှန်ပါ အဝိဇ္ဇာကိုမသိရ မှန်ပါ ဝိဇ္ဇာကိုသိရ မှန်ပါ အဝိဇ္ဇာချုပ်သွားရ မှန်ပါဗျာ ဝိဇ္ဇာကျမ်းနေရ မှန်ပါဗျာ အဲ့ဒီနှလုံးပဲတကယ်ကြီး မှန်ပါ အခုအပြက်နယ်ကြီးမဟုတ်လား မှန်ပါ အပြက်နယ်ကြီးပြက်ချာကြီးတွေ့နေတော့မပြက်တဲ့သဘောတရားကိုရှာတယ်မပြက်တဲ့သဘောတရားရှိပဲဘယ်လိုလဲမပြက်တဲ့သဘောတရားကခန္ဓာရှာလိုက် မှန်ပါဗျာ ခန္ဓာရှာလိုက်တော့လက်ဦးအပြက်နဲ့ကြီးဖြစ်နေတဲ့ဥစ္စာကိုခန္ဓာရှာလိုက်တော့အသိစိတ်ပြီးချိန်လိုက်တယ်တကယ်ကြီး မှန်ပါ နည်းနည်းလေးတင်းလာအဲ့ဒီတဲ့ပိုတင်းလာနောက်အဲ့ဒီတဲ့ပိုတင်းနေတဲ့တင်းနေတဲ့ဖြစ်ပြောင်းလို့ဩဒါငါအပြက်ထင်နေတာရုပ်ဤသဘောတရားအစဉ်ပြောင်းလဲနေပါလားသိပြီတင်းလာလိုက်တောင်းလာလိုက်ထုံလာလိုက်ကျင်းလာလိုက်အောင့်လာလိုက်ကြိုက်လာလိုက်ပူလာလိုက်အေးလာလိုက်လှုပ်လာလိုက်ပြောင်းနေ မှန်ပါဗျာ ငါကပြက်တယ်လို့ထင်တယ်ရုပ်ဤသူသဘောကပြောင်းနေတဲ့သဘောတရားပါလားလို့ဆိုတော့သိပြီတခါကြီး မှန်ပါဗျာ အဲ့ဒီပြောင်းလဲနေတဲ့သဘောတရားသိလိုက်တော့အပြက်နေကြီးရှိသေးလား မရှိပါဘူးဗျာ အပြက်ကြီးချုပ်မသွားဘူးလား ချုပ်သွားပါလေဗျာ ပြောင်းလဲတဲ့သဘောပေါ်မှာတီးမနေဘူးလား ပြီးနေပါဗျာ သာဝေသင်္ခါရအနတ္တ မှန်ပါဗျာ ပြောင်းလဲနေတာဘုရားကသင်္ခါရတဲ့ မှန်ပါဗျာ သဘောတရားကပြောင်းနေရုပ်သဘောကပြောင်းနေ မှန်ပါဗျာ သာဝေသင်္ခါရအနိစ္စသာဝေသင်္ခါရဒုက္ခသာဝေသင်္ခါရအနတ္တ မှန်ပါဗျာ ဒါအနတ္တခေါ်တယ်နော် မှန်ပါ သာဝေသင်္ခါရအနတ္တဘာကြောင့်သင်္ခါရခေါ်လဲပြောင်းနေလို့ဒီပြောင်းတာကလည်းသူ့သဘောနဲ့သူပြောင်းနေတာအနတ္တတဲ့မပိုင်ဘူးတဲ့သူ့ဟာသူတဲ့ မှန်ပါ အဲ့ဒါသင်္ခါရအနတ္တ မှန်ပါဗျာ စာလို့တော့မနေဘူး မှန်ပါဗျာ သင်္ခါရအနတ္တဆိုတော့ဒီမှာမြင်ပြီးတခါကြီးအနတ္တ မှန်ပါ ရုပ်ဤအစဉ်ပြောင်းလဲတဲ့သဘောလေးကိုမြင်နေ မှန်ပါဗျာ မြင်နေတော့ဟောသမာဓိအပြက်သမာဓိကနေပြီးပြောင်းလဲတဲ့အပေါ်မှာဒီမှာရုပ်သဘောကိုသိလိုက်ပြီးတခါကြီး မှန်ပါဗျာ ဗဟိတကြလည်းမြင်ပြီးတခါကြီး မှန်ပါ မျက်စိကလည်းမြင်လိုက်တဲ့အချိန်ကပြောင်းလဲခြင်းသဘောတရားအစဉ်ကြီးပြောင်း မှန်ပါ အသာတွေကလည်းပြောင်းအနတ်တွေကလည်းပြောင်းရသားတွေကလည်းပြောင်းအတွေ့တွေကလည်းပြောင်းဓမ္မတွေကလည်းပြောင်းလဲခြင်းသဘာဝနော် မှန်ပါ အဲ့ဒါတဖြည်းဖြည်းစိတ်ကလေးတွေပြောင်းလာတယ်မဟုတ်လား မှန်ပါဗျာ အဲ့ဒီလိုပြောင်းလာတဲ့အချိန်ခါကျမျက်စိကလည်းဘာမြင်လဲရုပ်ဤသဘောတရားအပြက်နေကြီးချုပ်ပြီးတော့ပြောင်းလဲတဲ့သဘောတရားကိုမြင်သွားတယ် မှန်ပါဗျာ သင်္ခါရုပ္ပခညာဆိုတဲ့အဲ့ဒါပြောင်းလဲတဲ့သဘောလေးကိုမြင်နေတာ မှန်ပါဗျာ အပြက်နေကြီးရှိသေးလား မရှိပါဘူး သင်္ခါရပြက်တယ်ဆိုတဲ့ဝိပဿနာပညာချုပ်မသွားဘူးလား ချုပ်သွားပါလေဗျာ ရုပ်ဤသဘောတရားပြောင်းလဲတဲ့သဘောတရားလေးပေါ်မှာစိတ်ကလေးကတီးမနေဘူးလား ပြီးနေပါဗျာ စိတ်အလုပ်သေး မှန်ပါဗျာ နော်စိတ်ကိုစစ်နေတာ မှန်ပါ ပြောင်းလဲတဲ့သဘောလေးပေါ်တည်တော့အပြက်နေကြီးချုပ်မနေဘူးလား ချုပ်နေပါလေဗျာ ယုံနာရုပ်ပေါ်တီးနေပြီတခါကျ မှန်ပါဗျာ မျက်စိကလည်းပြောင်းလဲတယ်နားကလည်းအသားနဲ့ပြောင်းလဲတယ်ဝေသံကြားဝက်သံကြားဒါပြောင်းနေတယ်မဟုတ်လားဝေသံဝက်သံကြားတယ်ဆိုတာပညာတရားမိမယောက်ျားဆိုတာကပညာတရားချောတယ်လာတယ်ဆိုတာပညာတရားမျက်စိကလည်းပြောင်းလဲမြင်တတ်တဲ့သဘောအသင်းတွေကလည်းပြောင်းလဲတတ်တဲ့သဘောသံဌာနာတွေကလည်းပြောင်းလဲတတ်တဲ့သဘောအသံတွေကလည်းပြောင်းလဲတတ်တဲ့သဘောနားကလည်းပြောင်းလဲတတ်တဲ့သဘောအနတ်တွေကလည်းပွေလိုက်သိလိုက်ပြောင်းလဲတတ်တဲ့သဘောနှာခေါင်းကလည်းပြောင်းလဲနံတတ်တဲ့သဘောရတာတွေကလည်းချိုးလိုက်ချင်းလိုက်ငါလိုက်ခါလိုက်စားလိုက်ဖန်လိုက်ခါလိုက်ဆိုတာပြောင်းလဲတတ်တဲ့သဘောလျှာက
လည်းပြောင်းလဲတတ်တဲ့သဘောကိုယ်ကလည်းပြောင်းလဲတတ်တဲ့သဘောအတွေ့ကလည်းပြောင်းလဲတတ်တဲ့သဘောဓမ္မကလည်းပြောင်းလဲတတ်တဲ့သဘောမနောကလည်းပြောင်းလဲတတ်တဲ့သဘောရုပ်ဣသဘာဝသဘောကသူသဘောကပြောင်းလဲခြင်းသဘာဝတရားသာရှိပါလားဆိုတာသဘာဝသိပါဘူးလားသိပါပါဗျာသူသဘောလည်းမသိဘူးလားသိပါပါအဲ့ဒါဘုရားကသဗ္ဗေသင်္ခါရအနတ္တမှန်ပါဗျာသင်္ခါရဆိုတာဘာလဲပြောင်းလဲနေတာသင်္ခါရခေါ်တာပညာလို့ပြောတာအနတ္တကသူ့ဟာသူပြောင်းနေတာကိုယ်နဲ့ဘာဆိုင်လို့လဲမျက်စိကပြောင်းလဲတဲ့သဘောလေးမြင်မနေဘူးလားမြင်နေပါဗျာကဲပြောင်းလဲတဲ့သဘောလေးမြင်နေပြီဆိုရင်တခါကြီးဉာဏ်တင်လို့တော့ဘုရားရှင်ဉာဏ်တော်ကတော့ဗါလေယူပပရိစ္ဆေဒဉာဏ်ယူပပရိစ္ဆေဒဉာဏ်နာမပရိစ္ဆေဒဉာဏ်နာမရူပပရိစ္ဆေဒဉာဏ်သင်္ခါရုပ္ပကဉာဏ်သိုးဖို့လို့သေးလားမလိုပါဘူးဗျာမျက်စိဘောက်ကနေပြီးပြောင်းလဲတတ်တဲ့သဘောတက်ကလေးမြင်နေပြီဆိုလို့ရှိရင်ယူပပရိစ္ဆေဒဉာဏ်လို့သိုးဖို့လို့သေးလားမလိုတော့ပါဘူးဗျာဟိုမြင်နေပြီလေမှန်ပါပြစ္ဆုတ်ပါသဘောလေးမြင်နေပြီလေမှန်ပါစောင့်ထဲကဉာဏ်နေညွတ်နေလို့ကတော့အဖို့ပေါ်မှန်ပါဗျာယူပပရိစ္ဆေဒဉာဏ်ဆိုတော့ဘယ်လိုမြင်ပုံမြင်နေတဲ့သဘောပြောစားနာဝဘယ်လိုမြင်တာလဲနာမပရိစ္ဆေဒဉာဏ်ဘယ်လိုမြင်တာတော့မှန်ပါဒီလိုသဘောတင်ပြီးမေးလိုက်လို့ရှိရင်ခက်မယ်ခက်ပါလေဗျာမခက်ဘူးလားခက်ပါလေအခုပြစ္ဆုတ်ပါယူပပရိစ္ဆေဒဉာဏ်ဆိုတာပြောင်းလဲတဲ့သဘောလေးကိုရုပ်ကိုမြင်တယ်မှန်ပါဗျာရုပ်မြင်နေပြီတခါကျမှန်ပါရုပ်တစ်လုံးနဲ့တော့နောက်ကြတော့ရုပ်ပြင်ပြီးတော့နာကဘယ်လိုလဲဆိုတော့ရုပ်ပြောင်းတိုင်းကနာကလိုက်ပြီးတော့တခါတည်းဖြူတာလည်းသိလိုက်တယ်မဲတာလည်းသိလိုက်တယ်ဝါရှည်တာလည်းသိလိုက်တယ်တိုးတာလည်းရုပ်ပြောင်းတိုင်းကပြောင်းညွတ်တယ်မှန်ပါဗျာအတန်ကလည်းပြောင်းသွားရင်ခွေးတန်ကြဝက်တန်ကြဘယ်သာအတန်ကလည်းပြောင်းလွယ်တယ်အတန်ကလည်းပြောင်းပြီးတော့ညွတ်တတ်တယ်ဆိုတော့နာကလည်းပြောင်းလွယ်ညွတ်တတ်တဲ့သဘောသိသွားတယ်မှန်ပါဗျာရုပ်ကလည်းပြောင်းလွယ်ညွတ်တတ်တယ်ပြောင်းလွယ်နေတဲ့သဘောနာကလည်းပြောင်းလွယ်ညွတ်တတ်တဲ့သဘောရုပ်နဲ့နာနဲ့ပိုင်မသွားဘူးလားပိုင်ပါပါရုပ်နဲ့နာနဲ့မကွဲဘူးလားကွဲပါပါမျက်စိပေါက်ကလည်းရှင်းမြင်လိုက်တာကပြောင်းလဲတဲ့သဘောလေးမြင်လိုက်တာကယူပပရိစ္ဆေဒဉာဏ်နောက်ကနာကိုမြင်လိုက်တာကရုပ်အပေါင်းကိုညွတ်တတ်တဲ့သဘောလေးကိုမြင်လိုက်တာကနာမပရိစ္ဆေဒဉာဏ်မှန်ပါရှင်းစိတ်ကရှင်းမြင်လိုက်တာကယူပနောက်ကနာပြဲတာကနာမယူပနာမပရိစ္ဆေဒဉာဏ်ရုပ်နဲ့နာနဲ့ကွဲလွဲမနေဘူးလားကွဲလွဲပါရုပ်ကလည်းပြောင်းလဲတယ်နာကပြောင်းလဲညွတ်တယ်ရုပ်နဲ့နာနဲ့ကွဲလွဲနေတဲ့သဘောတရားလေးမသိဘူးလားအဲ့ဒါယူပနာမပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်မှန်ပါဗျာအဲ့ဒီလိုသိရမှာစောင့်ထဲကယူပနာမပရိစ္ဆေဒဉာဏ်ပြောလို့တခါဒီခလေးလေးတင်နေတတ်တယ်မှန်ပါဗျာခလေးလေးတင်မတတ်ဘူးလားတတ်ပါရဲ့ဗျာကဲဆိုသားခလေးလေးဆိုတာဥပဒေတော်ကြောင့်မခလေးလေးတွေကဒီမဲ့တရားတော့မထိုင်သေးဘူးတခါကြီးသူများပြောတာကြားတယ်မြင်တာယုတ်သိတာနာပူတာယုတ်သိတာနာကြိုက်တာယုတ်သိတာနာအေးတာယုတ်သိတာနာခလေးလေးကသင်ပေးတာအဲ့ဒါတရားပြည့်ညတ်တွေသိနေတယ်ခလေးလေးကလည်းရတယ်ဗျမှန်ပါဗျာအဲ့ဒီလိုသင်ပေးသိတယ်တခါကြီးမှန်ပါဗျာကဲရုပ်နဲ့နာတွဲမြင်မမြင်ဘူးလားမြင်ပါဗျာရုပ်နဲ့နာတွဲမြင်တဲ့ချိန်ခါကျတော့တခါကြီးဒီနေ့ကဟောလိုက်တာကသဘောတစ်ခုဉာဏ်လက္ခဏာဟောသွားဒီကနေ့ရှင်သာကြီးပုတ်တရားရှင်မောက်ကလန်ကြီးတို့ရတဲ့တရားဧကပိစအကြောင်းအကျိုးပြတ်တဲ့သောတာပန်ကြီးအလေးဟောမလို့မှန်ပါဗျာနော်ကဲတခါကြီးအကြောင်းအကျိုးပြတ်တဲ့သောတာပန်ကြီးနော်မှန်ပါအခုရုပ်နဲ့နာနဲ့မြင်ပြီမဟုတ်လားမှန်ပါဗျာရုပ်နဲ့နာနဲ့မြင်လိုက်တဲ့အချိန်ခါကျတော့ရုပ်နဲ့နာဘယ်လိုရှုလိုက်ကြလဲသိလိုက်ပြီတခါကြီးမှန်ပါရုပ်နဲ့နာနဲ့ဟာရုပ်ကလည်းပြောင်းလဲတယ်နာကလည်းပြောင်းလဲညွတ်တယ်မှန်ပါပါရုပ်နဲ့နာနဲ့ကွဲလွဲပြီးတော့သဘောကွဲလဲနေမှန်ပါဗျာရုပ်ပိုင်းခြားလည်းမသိဘူးလားသိပါလေဗျာနာရောပိုင်းခြားမသိဘူးသိပါလေဗျာရှင်းမြင်လိုက်တာကပြောင်းလဲတဲ့သဘောလေးကိုမြင်လိုက်တာကရုပ်ကိုပိုင်းခြားသိတဲ့စိတ်မှန်ပါဗျာနောက်စိတ်ကလေးကရုပ်ပေါက်ကိုပြောင်းလဲညွတ်တတ်တယ်လို့သိလိုက်တာကနာကိုပိုင်းခြားသိတဲ့စိတ်မှန်ပါဗျာအဲ့ဒါရုပ်နဲ့နာနဲ့ပိုင်းခြားကွဲပြားပြီးသိတဲ့နာမရူပပရိစ္ဆေဒဉာဏ်မှန်ပါဗျာစောင့်တဲ့ရုပ်ဖို့လိုသေးလားမလိုပါဘူးဗျာတချို့ကညွတ်နေလို့လည်းဒါမှမဟုတ်သိလည်းမသိဘူးမှန်ပါနော်ဒီလိုသိရမှာမှန်ပါအဲ့တော့နာမရူပပရိစ္ဆေဒဉာဏ်မရဘူးလားရပါဗျာသဘောတရားတွေမှန်ပါဗျာအဲ့တော့နာမရူပပရိစ္ဆေဒဉာဏ်ကနေပြီးတော့ကဲဒါလောကီနဲ့လောကုတ္တရာချာယုံနဲ့နာမောဒီယုံနဲ့ဒီနာလွတ်ရအောင်မယ်တခါကြီးမှန်ပါဗျာနော်ဒီယုံနဲ့ဒီနာလွတ်ရအောင်ဆိုတော့တခါကြီးယုတ်ကလည်းပြောင်းလွှဲတယ်နာကလည်းပြောင်းလွှဲညွတ်တယ်ယုံနဲ့နာနဲ့ဟာဘာလဲတခါတိဖြစ်နေတဲ့ဥစ္စာဝေဒနာခန္ဓာပါလားဆိုတော့ဝေဒနာခန္ဓာသိသွားမှန်ပါဗျာဝေဒနာခန္ဓာပြောင်းလိုက်ပြီစိတ်မှန်ပါဗျာယုံနဲ့နာရှိသေးလားမရှိပါဘူးဗျာပြောင်းလွှဲတယ်ပြောင်းလွှဲညွတ်တတ်တဲ့ယုံနာချုပ်မသွားဘူးလားချုပ်သွားပါဗျာဖြစ်ပြကြီးလည်းချုပ်သွားပြီချုပ်သွားပါဗျာယုံနဲ့နာလည်းချုပ်သွားပြီမှန်ပါဗျာယုံနဲ့နာလွတ်မသွားဘူးလားလွတ်သွားပါဗျာဝေဒနာခန္ဓာကိုရပ်နေပြီမှန်ပါနော်အဲ့တော့ယုံနဲ့နာမသိတော့ဘူးမှန်ပါချုပ်သွားပြီတကယ်ရဲ့မြင်တာလည်းဝေဒနာခန္ဓာကြားတာလည်းဝေဒနာခန္ဓာနာနာလည်းဝေဒနာခန္ဓာ
စားတာလည်းဝေဒနာခန္ဓာထိတာလည်းဝေဒနာခန္ဓာသိတာလည်းဝေဒနာခန္ဓာယူတာလည်းဝေဒနာခန္ဓာပေါက်တာလည်းဝေဒနာခန္ဓာလှမ်းသွားပြန်လည်းဝေဒနာခန္ဓာထိုင်ပြန်လည်းဝေဒနာခန္ဓာအိတ်လိုက်ပြန်လည်းဝေဒနာခန္ဓာမျက်စိကလည်းဝေဒနာခန္ဓာဝေဒနာခန္ဓာကြားတော့ဝေဒနာခန္ဓာဝေဒနာရမနေဘူးလားရနေပါပြီဗျာသင်ညာရှိသေးလားမရှိပါဘူးဗျာဝေဒနာသင်ညာလွတ်မနေဘူးလားလွတ်နေပါပြီဗျာဝေဒနာပေါ်ရမနေဘူးလားရနေပါပြီဗျာဝေဒနာဘာခေါ်လဲဆိုတော့ဝေဒနာတဏှာရှိသေးလားမရှိပါဘူးဗျာဝေဒနာနိရောဓဖြစ်မနေဘူးလားဖြစ်နေပါပြီဗျာနော်ဝေဒနာနိရောဓဆိုရင်တဏှာရှိသေးလားမရှိပါဘူးဗျာတဏှာမရှိလို့ရှိရင်ဥပါဒာရောမရှိပါဘူးဗျာဥပါဒာမရှိရင်ဘဝရောမရှိပါဘူးဗျာဘဝမရရင်ဇာတိရောမရှိပါဘူးဗျာဝေဒနာတွေရနေမှန်ပါဗျာအဲ့တော့မျက်စိပေါက်ကနေပြီးဝေဒနာသင်ညာကပါတဲ့မိမမြင်လိုက်ရင်ဝေဒနာသင်ညာယောက်ျားမြင်လိုက်ရင်ဝေဒနာသင်ညာခွေးကိုမြင်လိုက်ရင်ဝေဒနာသင်ညာကြက်ကိုမြင်လိုက်ရင်ဝေဒနာသင်ညာရေကိုမြင်လိုက်ပြစ္ဆုတ်ပံပါလေပြစ္ဆုတ်ပံဝေဒနာခန္ဓာသလုံးနဲ့မှန်ပါဗျာယူပက်ခန္ဓာဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဥပါရှိတယ်ဆိုတော့ဝေဒနာခန္ဓာနဲ့ဝိညာဉ်နဲ့ခန္ဓာဒီသလုံးမရှိမှန်ပါဗျာနော်ဝိညာဉ်နဲ့ခန္ဓာဒီနှလုံးနဲ့မှန်ပါနော်သင်ညာရှိသေးလားမရှိပါဘူးဗျာသင်ညာပေးမှသင်္ခါရကပြုပြင်ပေးတယ်မှန်ပါဗျာအခုသင်ညာဆိုတဲ့ဥစ္စာရှိသေးလားမရှိပါဘူးဗျာသင်ညာမရှိတော့ဘူးနော်သင်ညာမရှိပါဘူးသင်ညာမရှိတော့အဲ့တော့တခါကြီးသင်္ခါရကပြုပြင်ပေးတဲ့ຢာကဒေါသမောဟရှိသေးလားမရှိပါဘူးဗျာမျက်စိပေါက်ကနေပြီးတော့မသိကြမှန်ပါနော်ဝေဒနာခန္ဓာပေါ်တင်းနေမှန်ပါတင်းနေတဲ့အချိန်ခါကျတော့တခါကြီးကဲယုံနဲ့နာပြောင်းလဲခြင်းပြောင်းလဲညွတ်တဲ့ယုံနာချုပ်မသွားဘူးလားချုပ်ပါပါဗျာနော်ယုံနာလွတ်မသွားဘူးလားလွတ်ပါပါဗျာဝေဒနာခန္ဓာတစ်လုံးနဲ့ကြာတယ်မှန်ပါဗျာသိပြီတခါကြီးဝေဒနာခန္ဓာဘယ်လိုဝေဒနာမြင်တာကတော့ယူပက်ခန္ဓာခံစားတာကဝေဒနာခန္ဓာသင်ညာပေးနေတာကသင်ညာခန္ဓာပြုပြင်စီရင်ပေးတာကသင်္ခါရခန္ဓာဝိညာဏ်လေးကခံစားတယ်မြင်တာဟောခန္ဓာ၅ပါးဖြစ်လာတယ်ခန္ဓာ၅ပါးသာချုပ်ပါလားအခုမြင်နေတာကျယူပက်ခန္ဓာဒီပေါ်ဥသိနေတာကဝေဒနာဖြစ်လာမှသင်ညာကပေးတင်းနေတောင်းနေထုံးနေကျင်းနေအောက်နေလို့သင်ညာပေးသင်ညာပေးမှပူတယ်လို့သင်ညာပေးမှပူတာကြီးငါဆွဲလမ်းပြီးတော့မညာပေးလို့သင်္ခါရကပြုတ်ရင်ပေးမှန်ပါနာကလည်းနာအကြောင်းရုပ်အကျိုးခန္ဓာ၅ပါးကလည်းအကြောင်းအကျိုးမှန်ပါမြင်တာပါလေယူပက်ခန္ဓာခံစားတာဝေဒနာခန္ဓာသင်ညာပေးတာကသင်ညာခန္ဓာပြုတ်ပြင်ပေးတာကသင်္ခါရခန္ဓာဝိညာဏ်လေးကခံစားတာပဲသင်ညာခန္ဓာမျက်စိပေါက်ကလည်းသင်ညာလိန်ထားလို့အကြောင်းအကျိုးလားရှိတယ်အကြောင်းအကျိုးလားပြတ်ပါလားနာအကြောင်းရုပ်အကျိုးရုပ်ကအကြောင်းနာကအကျိုးအကြောင်းနဲ့အကျိုးနဲ့ဖြစ်လာတယ်အကြောင်းနဲ့အကျိုးနဲ့သာချုပ်ပါလားလို့ဒီလိုသိမှန်ပါဗျာခန္ဓာ၅ပါးအကြောင်းအကျိုးလည်းသိတယ်မြင်နေတာယူပက်ခန္ဓာကအကျိုးတရားဒီယူပက်ခန္ဓာအကျိုးတရားကအကြောင်းပြန်လိုက်တော့ဝေဒနာအကျိုးတရားဝေဒနာအကျိုးတရားကအကြောင်းပြန်လိုက်တော့သင်ညက်ခန္ဓာအကျိုးတရားသင်ညက်ခန္ဓာအကျိုးတရားကစိတ်ပေါက်ကသင်ညာနေထားလို့အကြောင်းအကျိုးလားရှိတယ်အကြောင်းအကျိုးလားပြတ်ပါလားနာအကြောင်းရုပ်အကျိုးရုပ်ကအကြောင်းနာကအကျိုးအကြောင်းနဲ့အကျိုးနဲ့ဖြစ်လာတယ်အကြောင်းနဲ့အကျိုးနဲ့သာချုပ်ပါလားလို့ဒီလိုသိမှန်ပါဗျာခန္ဓာ၅ပါးအကြောင်းအကျိုးလည်းသိတယ်မြင်နေတာယူပက်ခန္ဓာကအကျိုးတရားဒီယူပက်ခန္ဓာအကျိုးတရားကအကြောင်းပြန်လိုက်တော့ဝေဒနာအကျိုးတရားဝေဒနာအကျိုးတရားကအကြောင်းပြန်လိုက်တော့သင်ညက်ခန္ဓာအကျိုးတရားသင်ညက်ခန္ဓာအကျိုးတရားကအကြောင်းပြန်လိုက်တော့သင်္ခါရခန္ဓာအကျိုးတရားသင်္ခါရခန္ဓာအကျိုးတရားကအကြောင်းပြန်ဝိညာဏ်ခံစားနေတာအကျိုးတရားနော်ခန္ဓာ၅ပါးလည်းအကြောင်းအကျိုးရုပ်နဲ့နာကလည်းအကြောင်းအကျိုးပါလားမြင်မိတကကြီးမှန်ပါမြင်လိုက်တာဗဟိတမြင်လိုက်တာကရုပ်ကိုရုပ်ချင်းတိုက်ကပ်ပြီးမှဖတ်တာဖြစ်ပြီးမှဒီလုံးနဲ့တရားခံစားလိုက်ရုပ်ကအကြောင်းနာကအကျိုးအကြောင်းနဲ့အကျိုးနဲ့ဖြစ်လာတဲ့အကြောင်းနဲ့အကျိုးနဲ့သာချုပ်သွားတယ်နားနဲ့အသာနဲ့ကြားလိုက်ကအသာရုပ်ကအကြောင်းခံစားလိုက်တဲ့နာကအကျိုးအသာရုပ်ကအကြောင်းခံစားတဲ့နာကအကျိုးနှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကအနတ်ရုပ်ကအကြောင်းခံစားလိုက်တဲ့နာကအကျိုးတရားစားလိုက်တဲ့ရသာဘဝလျာရုပ်ကရသာရုပ်ကအကြောင်းခံစားတဲ့နာကအကျိုးကိုယ်နဲ့အတွေ့နဲ့ထိမှသာအစ္ဆတာပေါ်လာတာကဝေဒနာအကြောင်းတရားပေါ်လာခြင်းနာကအကြောင်းပြောင်းလဲနေတာကဖောက်ပြန်နေတာကရုပ်ကအကျိုးရုပ်နဲ့နာနဲ့ရုပ်နဲ့နာနဲ့လည်းမသိဘူးလားသိပါပါဗျာရုပ်နာပိုင်းခြားပြီးအကြောင်းအကျိုးချုပ်အကြောင်းအကျိုးသာရှိတယ်အကြောင်းအကျိုးသာချုပ်သွားတယ်ဆိုတော့တခါကြီးငါမြင်ငါကြားငါသွားငါစားရှိသေးလားမရှိပါပါဗျာမျက်စိပေါက်ကသီလလုံးမနေဘူးလားလုံးနေပါဗျာအထူးတလည်းလုံးအောင်မလားလုံးပါဘူးအဲ့ဒါစဉ်းစားပြီးပုတ်တရားတို့ရှင်မောက်ကလန်တို့ရတဲ့အကြောင်းအကျိုးပြတ်တဲ့အကြောင်းအကျိုးသာဖြစ်လာတယ်အကြောင်းအကျိုးသာချုပ်မှန်ပါပါဗျာနော်မျက်စိပေါက်ကလည်းအကြောင်းအကျိုးဖြစ်လာတဲ့အကြောင်းအကျိုးချုပ်တယ်နားပေါက်ကလည်းအကြောင်းအကျိုးဖြစ်လာတဲ့အကြောင်းအကျိုးချုပ်တယ်ဆိုတော့နာဖြစ်ဖြစ်ရှိသေးလားမရှိပါဘူးဗျာနော်ရုပ်နဲ့နာအကြောင်းနဲ့အကျိုးသာဖြစ်လာတယ်တကကြီးမှန်ပါဗျာအကြောင်းနဲ့အကျိုးနဲ့သာချုပ်တယ်တကကြီးမျက်စိပေါက်ကလက္ခဏာတွေဝင်မနေဘူးလားဝင်နေပါလေဗျာနာဤလက္ခဏာရဲ့ရုပ်ဤလက္ခဏာရဲ့မှန်ပါဗျာရုပ်ကိုမြင်လိုက်ရင်ရုပ်ဤလက္ခဏာနာကိုအရင်မြင်လိုက်ရင်နာဤလက္ခဏာနာဤလက္ခဏာသာမြင်ရတာပါလေအကြောင်းအကျိုးမှန်ပါဗျာအခုဆိုရကအင်
ညဆိုတယ်မဟုတ်လား မှန်ပါဗျာ အခုဝိပဿနာကဘာလဲနာအကြောင်းရုပ်အကြောင်းနာအကျိုးအဲ့ဒါအကြောင်းအကျိုးသဘာသာမြင်ညလက္ခဏာ မှန်ပါ အခုမျက်စိဘောက်ကလည်းသာမြင်ညလက္ခဏာအကြောင်းနဲ့အကျိုးဖြစ်လာတယ်အကြောင်းနဲ့အကျိုးနဲ့ချုပ် မှန်ပါဗျာ နားဘောက်ကလည်းအကြောင်းနဲ့အကျိုးနဲ့ဖြစ်တယ်အကြောင်းနဲ့အကျိုးနဲ့ချုပ်တယ်နှာခေါင်းဘောက်ကလည်းအကြောင်းနဲ့အကျိုးနဲ့ဖြစ်တယ်အကြောင်းနဲ့အကျိုးနဲ့ချုပ်တယ်လျှာဘောက်ကလည်းအကြောင်းနဲ့အကျိုးနဲ့ဖြစ်တယ်အကြောင်းနဲ့ချုပ်တယ်ဒီလိုဖြစ်နေတဲ့စိတ်ကလေးကိုတခါကြီးရဲ့မကျင့်မကြမအားထုတ်တဲ့ပုဂ္ဂိုလ်ကဒီစိတ်ကလေးဖြစ်နေတဲ့ကိုပုလို့စင်ကသိတာ မသိပါဘူးဗျာ ဟမ်သိတယ်လို့ပြောတာညာတာ မှန်ပါဗျာ လိမ့်တာ မှန်ပါ ဘာမှမသိဘူး မှန်ပါ တခါကြီးစိတ်ကလေးကိုအကြောင်းနဲ့အကျိုးနဲ့မျက်စိဘောက်ကသူကဒီစိတ်ကလေးဖြစ်နေမျက်စိဘောက်ကလည်းနေပြီးတော့အကြောင်းနဲ့အကျိုးနဲ့ဖြစ်တယ်အကြောင်းနဲ့အကျိုးနဲ့ချုပ်တယ်နားဘောက်ကလည်းအကြောင်းအကျိုးဖြစ်တယ်အကြောင်းအကျိုးချုပ်တယ်နှာခေါင်းဘောက်ကလည်းအကြောင်းအကျိုးဖြစ်တယ်အကြောင်းအကျိုးချုပ်တယ်လျှာဘောက်ကလည်းအကြောင်းအကျိုးဖြစ်တယ်အကြောင်းအကျိုးဖြုတ်တယ်ဧကကရာစိတ်ဖြစ် မှန်ပါဗျာ လက္ခဏာစိတ်ဖြစ်နေတယ်ဒီလိုဖြစ်နေတဲ့စိတ်ကလေးကိုပိုးလို့စင်ပုဂ္ဂိုလ်ကသိပါလား မသိပါဘူးဗျာ အဲ့ဒါပါလေအကြောင်းအကျိုးပြတ်တဲ့သောတာပန်ကြီး မှန်ပါဗျာ အဲ့ဒါသောတာပန်ဖို့စိတ်ခေါ်တယ် မှန်ပါဗျာ ကရှိတွန်းเสียရှိသေးလား မရှိပါဘူး နာဖြစ်ပြဆုံးမနေဘူးလား သုံးပါဗျာ သာဘိဓမ္မအနတ္တ မှန်ပါဗျာ ရပါပြီမျက်စိပေါက်ကလည်းသာဘိဓမ္မအနတ္တနားပေါက်ကလည်းကြားလိုက်တဲ့အချိန်ကသာဘိဓမ္မအနတ္တ မှန်ပါ နှာခေါင်းပေါက်ကလည်းသာဘိဓမ္မအနတ္တမျက်စိပေါက်ကလည်းယုံနာဓမ္မတွေ့တယ် မှန်ပါဗျာ အကြောင်းအကျိုးဆိုတာဓမ္မနားပေါက်ကလည်းအကြောင်းအကျိုးဆိုတာဓမ္မမျက်စိနဲ့တော်တော်ကြာရင်မျက်စိကအကြောင်းအကျိုးဖြစ်ရတယ်နားပေါက်ကအကြောင်းအကျိုးဖြစ်နေတယ်ဆိုတာအနတ္တ မှန်ပါဗျာ အပြတ်သားလိုက် မှန်ပါ ပြစ္ဆုတ်ပန်သိလိုက်တာကဓမ္မအကြောင်းအကျိုးယုံနာသိလိုက်တဲ့ဓမ္မဆိုတာကနှာခေါင်းပေါက်ကလည်းသဗ္ဗေဓမ္မအနတ္တမျက်စိပေါက်ကလည်းယုံနာဓမ္မတွေ့တယ် မှန်ပါဗျာ အကြောင်းအကျိုးဆိုတာဓမ္မနားပေါက်ကလည်းအကြောင်းအကျိုးဆိုတာဓမ္မမျက်စိနဲ့တော်တော်ကြာရင်မျက်စိကအကြောင်းအကျိုးဖြစ်ရတယ်နားပေါက်ကအကြောင်းအကျိုးဖြစ်နေတယ်ဆိုတာအနတ္တ မှန်ပါဗျာ အပြတ်သားလိုက် မှန်ပါ ပြစ္ဆုတ်ပန်သိလိုက်တာကဓမ္မအကြောင်းအကျိုးယုံနာသိလိုက်တဲ့ဓမ္မဆိုတာကအဲ့ဒါကဓမ္မ မှန်ပါ နောက်စိတ်ကအနတ္တ မှန်ပါ မဟာသောတာပန်ကြီးကအကြောင်းအကျိုးပြတ်တဲ့သောတာပန်ကြီးကသဗ္ဗေသင်္ခါရသဗ္ဗေဓမ္မအနတ္တ မှန်ပါ အောက်ကပါလေသဗ္ဗေသင်္ခါရအနိစ္စသဗ္ဗေသင်္ခါရဒုက္ခသဗ္ဗေသင်္ခါရအနတ္တအောက်က မှန်ပါဗျာ သောတာပန်ဖြစ်သွားပြီဆိုရင်သဗ္ဗေဓမ္မမျက်စိပေါက်ကလည်းသဗ္ဗေဓမ္မအနတ္တသဗ္ဗေနားပေါက်ကလည်းသဗ္ဗေဓမ္မအနတ္တသဗ္ဗေနှာခေါင်းပေါက်ကလည်းသဗ္ဗေဓမ္မအနတ္တနားလိုက်တာလည်းဓမ္မမြင်တာလည်းဓမ္မကြားတာလည်းဓမ္မနားတာလည်းဓမ္မစားတာလည်းဓမ္မထိလိုက်တာလည်းဓမ္မသိလိုက်တာလည်းဓမ္မယူတာလည်းဓမ္မပေါက်တာလည်းဓမ္မသဗ္ဗေဓမ္မအနတ္တအနတ္တကဘာလဲတကား6ပေါက်လဲပြီးတော့နေလို့အနတ္တ မှန်ပါဗျာ ယုံနာဓမ္မကိုသိနေတာကဓမ္မ မှန်ပါပါ အဲ့ဒီလိုသိတာဘယ်လိုသိပါလဲအဲ့ဒီလိုသိတာကကြည့် မှန်ပါဗျာ အဲ့ဒါဘာလဲတဲ့အကြောင်းအကျိုးချုပ်ပြီးအကြောင်းအကျိုးဖြစ်ပေါ်လာတယ်အကြောင်းအကျိုးသာချုပ်သွားတယ်တကကြည့် မှန်ပါ ငါလည်းမရှိဘူးသူလည်းမရှိဘူးမိန်းမမရှိဘူးယောက်ျားမရှိဘူးခွဲမရှိဘူးဝဲမရှိဘူးနွားမရှိရေမရှိတောမရှိတောင်မရှိဖြူသူမရှိရှည်သူမရှိတိုးသူမရှိအဝိဇ္ဇာသင်္ခါရခန္ဓာအကြောင်းကျိုးရဲ့လို့ခံစားလိုက်ရတာဝိညာဉ်နဲ့ခန္ဓာအကြောင်းကျိုးဖြစ်လာတဲ့အကြောင်းကျိုးချုပ်တယ်ဆိုတော့အဲ့ဒါခန္ဓာ၅ပါးပဲအဲ့ဒါကမှန်သောပညာကိုပေးတာဝိဇ္ဇာကမှန်သောပညာပေးတယ်အဝိဇ္ဇာကမိန်းမကွာယောက်ျားကွာခွေးကွာကြောင်ကွာကျွဲကွာချောတယ်ကွာလှတယ်ကွာဝါတယ်ကွာဖြူတယ်ကွာရှည်တယ်ကွာတိုးတယ်ကွာအဲ့ဒီလိုသိတဲ့ပုံကတော့လေးပဲတောက်ပြီးမိုးကြောခိုင်းခွေးတွေဝက်တွေနွားတွေကြက်တွေဘဲတွေစိတ်တွေဖြစ် မှန်ပါ လူစေလို့လူမဖြစ်ဘူး မှန်ပါဗျာ နော်အဲ့ဒါအကြောင်းကျိုးပြတ်တဲ့သောတာပန်ကြီးပါဗျာနော် မှန်ပါ တရားလည်းထိုင်အောင်ပါတယ်လက်ဖြင့်ကကျမသောတာပန်သရကအနာကအရတ္တမဲ့တိအောင်မဲ့လေးတာဟောမယ် မှန်ပါပါ အသိစိတ်ပြီးတော့ဓာတုစေတီပရိဘောဂစေတီဥဒိတစေတီဓမ္မစေတီစေတီလေးပါတိဆောက်ဖို့ မှန်ပါဗျာ သောတာပန်စေတီထိုက်ဖို့သရဂံစေတီထိုက်ဖို့အနာဂံစေတီထိုက်ဖို့ပရမတ်စေတီတွေထိုက်ဖို့လက်ဖြင့်ကအသိစိတ်ပြီးတော့ခရမ်းမျိုးကြီးကိုဒီမှာပိတ်ဆုံးအိမ်နဲ့လွယ်အောင်အဲ့လာကြခဲ့ကြတော့ မှန်ပါဗျာ နော်အခုဟာတခါကြီး မှန်ပါ ကံရဲ့ညာရဲ့ပညာရဲ့ မှန်ပါဗျာ သုံးဥသုံးပလေဟောတယ်မဟုတ်လား မှန်ပါဗျာ သမထနဲ့သမထအမှန်ဟောလိုက်ပြီ မှန်ပါဗျာ ကံနဲ့ညာနဲ့လည်းဟောလိုက်ပြီ မှန်ပါဗျာ ညာနဲ့ပညာနဲ့လည်းဟောပါပြီ မှန်ပါဗျာ အခုမျက်စိပေါက်ကနေပြီးပညာဖြစ်မနေဘူးလား ဖြစ်နေပါပြီဗျာ ဝိဇ္ဇာပညာလေး မှန်ပါဗျာ သီလဝိသုဒ္ဓိဖြစ်မနေဘူးလား ဖြစ်နေပါပြီဗျာ စိတ်ဓာတ်ဝိသုဒ္ဓိရော ဖြစ်နေပါပြီဗျာ ပညာဝိသုဒ္ဓိရော ဖြစ်နေပါပြီဗျာ အတိတ်အနာကပြစ္ဆုတ်ပံကာလသုံးပါရှိတဲ့နက်ကယုံမှမှုကိလေသာရှိသေးလား မရှိပါဘူးဗျာ အတိတ်ယုံမှခြင်းရော မရှိ
ပြစ္ဆုတ်ပံယုံမှားခြင်းရောအနာဂတ်ယုံမှားခြင်းရောမရှိတော့ဘူးနော်အဲ့ဒါသောတာပန်ကြီးကအတိတ်ယုံမှားခြင်းပြစ္ဆုတ်ပံယုံမှားခြင်းအနာဂတ်ယုံမှားခြင်းကိလေသာပယ်တယ်ဆိုတာတန်ရောစဉ်၃ပါးဆိုတာအဲ့ဒါမှန်ပါဗျာအကြောင်းကျိုးသာရှိတယ်အကြောင်းကျိုးသာချုပ်မှန်ပါဗျာအဲ့ဒါမဟာသောတာပန်ကြီးအဓိပတိသောတာပန်ကြီးဒီတဘောအားနဲ့သွားမယ်သောတာပန်ကြီးလုပ်ရရမှန်ပါဗျာမနှုတ်ဖဲနဲ့ပြေးတာမရှိပါဘူးဗျာအတိတ်ယုံမှားခြင်းရောမရှိတော့ဘူးပြစ္ဆုတ်ပံယုံမှားခြင်းရောမရှိပါဘူးဗျာအနာဂတ်ယုံမှားခြင်းရောမရှိပါဘူးဗျာမရှိတော့ဘူးနော်အဲ့ဒါသောတာပန်ကြီးကအတိတ်ယုံမှားခြင်းပြစ္ဆုတ်ပံယုံမှားခြင်းအနာဂတ်ယုံမှားခြင်းကိလေသာပယ်တယ်ဆိုတာတန်ရောစဉ်၃ပါးဆိုတာအဲ့ဒါမှန်ပါဗျာအကြောင်းကျိုးသာရှိတယ်အကြောင်းကျိုးသာချုပ်မှန်ပါဗျာအဲ့ဒါမဟာသောတာပန်ကြီးအဓိပတိသောတာပန်ကြီးဒီတဘောအားနဲ့သွားမယ်သောတာပန်ကြီးလုပ်ရရမှန်ပါဗျာမနှုတ်ဖဲနဲ့ဘေးဘူးပြောဟိုပြောတော့ပြောတောင်ပြောနဲ့လုံလည်းမလုပ်ဖဲနဲ့မလုပ်ဘဲနဲ့ပြောတဲ့ပုံတော့ဘူးပြောတာဦးစင်းတို့ဟိုတုန်းကဖဲကစားတယ်တခါကြီးဖဲကစားတယ်ဘယ်လိုဖြစ်လဲလဲဆိုတော့တခါကြီးပိုက်ကျူကစားတာကိုနှစ်ချက်ပိုက်တော့ဦးစင်းတို့ကပြောပေါ်ဖေးမှာတက်ပြီးတော့တခါလေးနေလာတာတိုင်းခါတော့တခါကြီးတခါတော့တိုင်းခါလိုက်တဲ့အချိန်ကထိုးသားတွေတခါလေးစားပလိုက်တာဟိုမှာကစားတော့1900 2000 3000 4000 1000စီလိုရတာကိုတဲ့ရှုံတော့ထိုးသားတွေကရှုံတယ်ထိုးသားတွေရှုံတော့တခါတည်းကိုရှုံတဲ့နိုင်တဲ့ပုံကိုလေးနဲ့နိုင်တာပေါ့တခါကြီးအဲ့ရကလေးတွေစောက်ပြီးဟိုတဲ့ရှုံလို့ကုန်တဲ့ပုံကလည်းပိုင်ကြတာပဲတခါကြီးအဲ့ဒီပိုက်ကျွိုင်းတာပဲခွေတော့တာပဲတခါကြီးနည်းနည်းအေးကြီးွားတဲ့အချိန်ခါကျတော့အဲ့ရကလေးကလည်းမမိုးတမိုးလေးဖြစ်နေတယ်အမိုးလေးကပြေတော့မယ်ဆိုတော့တခါကြီးထပြီးတော့ပိုက်ဆံတောင်းတယ်ကွာငါ30လောက်ပဲဟိုကလည်းရှုံနေတယ်ပေါ့မင်းကွာငါရှုံနေတယ်ဥစ္စာမင်းကတောင်းရသလားဘောပါကွာဖေးစမ်းကွာငါအရင်တော့ကျွန်တော်အခုအမိုးပြင်းနေလို့ပါကွာဟိုကမပေးဘူးအရင်တော့ဘုရားမပေးဘူးကွာငါလည်းကစားရအောင်ပဲဆိုတော့အဲ့ဒီနဲ့အရက်တော့ဖို့ပုဂ္ဂိုလ်ကတောင်းတော့မရတော့အဲ့တော့ဘယ်လိုပြောလဲတော့ဘူးပြောတယ်မပေးချင်တယ်ကွာမင်းတို့ကတော့ဘာကြညာပြောတော့ပေါ့တခါကြီးအဲ့တော့ကျင်လည်းမဖြစ်မဲနဲ့ကျင်ညာအထုတ်တဲ့ပုဂ္ဂိုလ်ဟာကစားဝိုင်းမှာအရက်တောင်းတော့ပြီးလဲပြီးတော့တခါတည်းမူးပြီးတော့တခါကြီးတောင်းလို့မရတဲ့အချိန်ခါကျတော့ဘေးထိုင်ဘူးပြောတာမှန်ပါဗျာဘာကြောင့်ကျင့်အောင်ကျင့်ပဲနဲ့မကျင့်လို့တော့ကိုသူများပြောတာအဲ့တော့ဘေးထိုင်ဘူးမပြောရအောင်နော်တခါကြီးလေနော်ဘေးထိုင်ညဘူးမပြောနဲ့တက်ချောက်ချနော်အဲ့တော့ဟိုကစိတ်ညစ်လာတော့ဓာတ်နဲ့ထိုးစေးရောနော်အဲ့တော့တခါကြီးဘူးများပြောအောင်မလားအဲ့ဒါပေးရတဲ့အကျိုးအာနိသင်ရောက်အခုလာရောက်တဲ့ဒကာဓမ္မတွေမနုဿတ္တဒုံလဘရာခဲ့သောတရားလူရဲလို့ဖြစ်တဲ့ခြင်းခါမြတ်စွာဘုရားသာသနာတော်ကြီးနဲ့မိတဲ့ခြင်းခါဓမ္မယရနာတွေလည်းပွင့်နေတဲ့ခြင်းခါသုံးလည်းမိတဲ့ခြင်းခါသမထဝိပဿနာတရားကျင့်ညာအားထုတ်နိုင်ရပြီးတကား6ပေါက်ကအာယုံ6နဲ့တိုက်ခိုက်တိုင်းအကြောင်းအကျိုးမြင်ပြီးအကြောင်းအကျိုးချုပ်နိုင်ကြပါစေခရီးသာ